အားလုံးပဲမင်္ဂလာပါကျွန်တော်တို့သိကြတဲ့ DC Universe ထဲမှာ Justice League အပြင်မော်ပညာတွေနတ်ဆိုးတွေနဲ့ဖွဲ့စည်းထားတဲ့ Justice League Dark ဆိုတဲ့အဖွဲ့တစ်ခုလည်းရှိပါတယ်အခုတစ်ခေါက်သူတို့ရင်ဆိုင်ရမှာကတော့တာမန်ရန်သူမဟုတ်ပါဘူး Wonder Woman ရဲ့နှစ်ဖူးပေါ်ကထူးဆန်းတဲ့အမှတ်အသားတစ်ခုဟာတကယ်ပါလုံးကမော်စွမ်းအားတွေကိုဖျက်ဆီးပစ်တော့မယ် Wishmat တစ်ခုဖြစ်နေတဲ့အခါလောကကြီးကိုအမှောင်မကျခင်သူတို့ဘလို့တားဆီးမလဲဆိုတာကိုမြင်တွေ့ရမှာပါ DC ရဲ့အမှောင်ဆုံး event တစ်ခုဖြစ်တဲ့ The Wishing Hour အကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာမလို့အဆုံးထိကြည့်ပေးကြပါဦးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသမစ်ဆက်ကရာကျိုးစုတွေဖြစ်တဲ့လာပြညရဲ့လာရောက်အောင်မှာငယ်ရွယ်တဲ့မင်းသမီးလေးဒိုင်ယာနာကအကြောက်လန့်တကြားထွက်ပြေးနေခဲ့ပါတယ်။သူမရဲ့နှလုံးသားထဲမှာတစုံတစ်ခုကဆွဲကင်ထားတယ်လို့ခံစားနေရပြီးညရဲ့အမှောင်တူထဲမှာကြောက်စရာကောင်းတဲ့အရာတစ်ခုရောက်လာတော့မှကိုသူမကြိုတင်သိရှိနေပါတယ်။သူမအကူအညီတောင်းရန်အော်ဟစ်ချင်တော်လဲလေချောင်းထဲမှာမြည်သည့်အတန်မှထွက်မလာခဲ့ပါဘူး။သူညကသူမနောက်ရောက်ခံလိုက်သွားခဲ့သောစုံးမကြီးများပိုင်ဆိုင်တဲ့အမှောင်တူထဲမှာသူမပိတ်မိနေပြီဖြစ်ပါတယ်။သူမမြင်ခဲ့ရသမျှကိုပြန်ဖြောက်ပြက်ပစ်ချင်တော်လဲအရာအလုံးကနောက်ကျသွားခဲ့ပါပြီ။ညနေတကောင်ရန် The Wishing Hour ကသူမထံသို့စိုက်စိုက်မြက်မြက်ရောက်လာခဲ့ပါတယ်။အမောင်ထဲမှနေ၍စုံးမနက်ဖေဟာဟက်ကာဒီရဲ့နောက်လိုက်များဖြစ်သောဦးကောင်းသုံးကောင်းလက်၆ဖက်စုံးမကြီးများကဟက်ကာဒီလို့ရွဆိုရင်ဒိုင်ယာနာထံသို့ချင်းကပ်လာကြပါတယ်။ဒိုင်ယာနာကသူမထံသို့နီးကပ်လာသောထိုဆုံးမများရဲ့အရှိန်ကိုအဝေးထဲကခံစားနေရပါတယ်။ခြေလမ်းတိုင်းကသူမရဲ့ခန္ဓာကိုယ်ကိုတုန်လှုပ်ခြောက်ခြားစေခဲ့တယ်။ထို့နောက်မော်စွမ်းရင်များတောက်လောင်နေသောတစိမ့်ခတ်တံပူတစ်ခုကလေထဲတွင်ပြန်ဝဲလာပြီးဒိုင်ယာနာရဲ့နှစ်ဖူးပေါ်သို့ကျရောက်သွားခဲ့ပါတယ်။ထိုတံပူရဲ့နာကျင်မှုကဒိုင်ယာနာရဲ့ရှင်မထဲမှနေ၍တလိษံတကောင်လိုအော်ဟစ်တံပေါ်ထွက်လာစေခဲ့ပါတယ်။ထိုအော်ဟစ်တံကအိမ်မက်ကဘာရဲ့အခြားတစ်ဖက်ချမ်းအထိပဲ့တင်ထက်သွားပါတယ်။ဒိုင်ယာနာအတွက်နောက်ဆုံးကြံရင်ခဲ့သောအမှတ်တရမှာထိုနာကျင်မှုတစ်ခုသေးတာဖြစ်ပါတယ်။မနေ့မိုးလင်းတဲ့အခါမှာဒိုင်ယာနာကသူ့အမေတန်တို့ပြန်လည်ရောက်ရှိလာပါတယ်။ထိုဆုံးမကြီးများကဒိုင်ယာနာကိုပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်တယ်။သို့သောသူတို့ရဲ့မျက်လုံးထဲမှာလျှို့ဝှက်ချက်တစ်ခုနဲ့ချင်းချောက်မှုတစ်ခုကိန်းအောင်နေပါတယ်။ဒိုင်ယာနာကထိုညကအဖြစ်ပြက်များကိုမမှတ်မိတော့ဘဲနှစ်ပေါင်းများစွာအေးချမ်းစွာအိပ်စက်နိုင်ခဲ့တော်လဲသူမရဲ့ရှင်မက်ထဲမှာတော့တစုံတစ်ခုကငြိမ်သက်စွာအခွင့်အရေးကိုဆောင်ဆိုင်နေခဲ့ပါတယ်။နှစ်များစွာကုန်လွန်ပြီးဒိုင်ယာနာအရွယ်ကြောင်းလာချိန်မှာထိုလျှို့ဝှက်ချက်ကပြန်လည်နိုးထလာပါတယ်။သူမရဲ့နှစ်ဖူးမှာဟက်ကာဒီရဲ့အမှတ်အသားမိခိုးရောက်အလင်းတဲ့အဖြစ်ပြန်လည်ပေါ်ပေါက်လာပြီးသုံးမကြီးများကလည်းငါတို့ရဲ့သားသမီးအစ်စ်မှန်ကိုငါခေါ်တော့မယ်ကဘာကြီးကငါရဲ့ဒေါသကိုခံစားစေရမယ်လို့ကြွေးကြော်လာကြပါတယ်အခုအခါမှာတော့ကဘာကြီးဟာမော်အတက်ဆိုင်ရာအကြက်တဲတစ်ခုနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်ဒိုင်ယာနာက Justice League အဖွဲ့ဝင်များကိုခေါ်ယူပြီးအရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့တယ်မော်အတက်တွေဖျက်ဆီးခံနေရပြီဒါကိုငါတို့မတားဆီးနိုင်ရင်လက်ရှိတည်ရှိနေတဲ့အရာအလုံးပျက်စီးသွားလိမ့်မယ်လို့ဒိုင်ယာနာကသတိပေးလိုက်တယ်သူမကဇာတနာနဲ့အတူမော်လောကရဲ့ချင်းချောက်မှုကိုရေးဆိုင်ရန် Justice League Dark အဖွဲ့ကိုဖွဲ့စည်းခဲ့တော်လဲအခြေအနေကသူမထင်ထားတာတဲ့ပုံမိုဆိုးဝါးနေပါတယ်ဇတနာရဲ့မော်အစွမ်းနဲ့သူတို့ရဲ့ရန်သူအစ်စ်မှန်ကို Justice League ရှေ့တွင်ပုံဖော်ပြလိုက်တယ်ထို့အရာမှာ The Upside Down Man ဖြစ်ပါတယ်သူက The Other Guy ကိုခေါ်တဲ့စัจ java အစင်ကြောက်မဲ့ဖွယ်တရားဝါများထဲမှာထိပ်သီးတဦးဖြစ်ပါတယ်သူကတစ်ချက်တည်းနဲ့ Swamp Thing ကိုဖျက်ဆီးနိုင်တယ် Detective Chimp ကိုအသားပုံအဖြစ်ပြောင်းလဲနိုင်ပြီး John Constantine ရဲ့ခန္ဓာကိုယ်ထဲကနေမိစ္ဆာသွေးတွေကိုဆွဲထုတ်နိုင်တဲ့အထိစွမ်းအားကြီးတယ်လို့ဒိုင်ယာနာကရှင်းပြပါတယ်အကယ်၍ဒီတရားဝါဒကဘာပေါ်သို့အလုံးရင်ရောက်လာပါကဘယ်သူမှတားဆီးနိုင်မှာမဟုတ်ပါဘူးစူပါမန်ကမော်လောကရဲ့အားကိုးရာဖြစ်တဲ့ဒေါက်တာဖိန်ကဘာကြောင့်မကူညီတာလဲလို့မေးမြန်းတဲ့အခါမှာဒိုင်ယာနာကတုံ့လောက်ဖွယ်အဖြေကိုပေးခဲ့ပါတယ်ဒေါက်တာဖိန်ကိုထိချုပ်ထားတဲ့နာပူမော်ကမော်လောကရဲ့ရှုပ်ထွေးမှုများကိုညှင်းငွေနေပြီးအရာအလုံးကိုအဆုံးသတ်ချင်နေတယ်သူက Justice League ကိုကူညီမဲ့အစားထိုအမောင်တရားဝါများဘက်ကရက်တီကသူတို့ကိုကဘာမြေစီတို့လမ်းပြပေးတဲ့သူဖြစ်နေပါတယ်ဟော်ကဲကအံ့အားသင့်စွာနဲ့ကြီးခစ်တဲ့ကငါတိလာတဲ့သူရဲကောင်းငါတို့တဲမှာအစွမ်းအထက်ဆုံးမှော်စရာကဒီစัจ java အစ်စ်အိမ်မက်ဆိုးတွေဘက်မှလာလို့မေးလိုက်ပါတယ် Green Lantern ကတော့ငါ Guardian လီစီသွားပြီး Oasis အုပ်ထဲမှာဒီတရားဝါတွေအကြောင်းပါနိုင်လားစုံစမ်းကြည့်မယ်လို့ပြောလိုက်ပြီး Aquaman ကလည်း Atlantean ကမှော်ပညာတွေစီမှာအကူအညီရကောင်းရှာနိုင်တယ်လို့ပြောလိုက်ပါတယ်နောက်ဆုံးမှာစူပါမန်ကဒိုင်ယာနာကိုမေးခွန်းတစ်ခုမေးလိုက်ပါတယ်မင်းသူတို့ကိုပြန်တွန်းလှန်နိုင်ခဲ့တယ်ဆိုတာဟုတ်လားဒိုင်ယာနာကဟုတ်တယ်လို့ဖြေကြားခဲ့တယ်စူပါမန်ကတီးကျင်စိတ်ပြင်းပြစွာနဲ့ပြန်မေးလိုက်တယ်ဘလို့နီးနဲ့လဲသူမဟာငါကန်ကောင်းခဲ့လို့ပါ
ဒါပေမဲ့နောက်တစ်ချိန်ကြာရင်တော့ဒီလိုကံကောင်းခြင်းအပေါ်မှာပဲထပ်ပြီးအားကိုးလို့မရတော့ဘူးကြံတဲ့အဆင့်တွေကိုတော့ငါအဖွဲ့နဲ့အတူဆွေးနွေးပြီးမင်းစီပြန်အစီရင်ခံပါမယ်လို့ပြောလိုက်ပါတယ်မာရှင်မန်ဟန်သာကကျေးဇူးတင်ပါတယ်ဒိုင်ယာနာလို့ပြောပြီးဇာတနာကိုခဏလောက်နေခဲ့ပေးလို့ရမလားဆိုပြီးတီးတန့်တောင်းဆိုလိုက်ပါတယ်ကျန်တဲ့အဖွဲ့ဝင်တွေထွက်သွားတဲ့အချိန်မှာဇာတနာကဗမန်မင်းဒီလိုမလုပ်ခဲ့သင့်ဘူးငါဆန္ဒရှိရလို့ပြောပါတယ်အစာပိုင်းမှာမော်လောကသားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာဇာတနာကဒိုင်ယာနာဘက်ကရက်တီပေးခဲ့တာကိုဒိုင်ယာနာခွင့်လွှတ်နိုင်ပါအောင်မလားဆိုတာသူကစိုးရိမ်နေတာပါငါတို့အတူတူအလုပ်လုပ်ကြရတော့မယ်ဆိုရင်ယုံကြည်မှုကအရေးကြီးတယ်လို့ဇာတနာကသတိပေးပါတယ်ဗမန်ကတော့ဒိုင်ယာနာနတ်ဖျားတွေကိုရင်ဆိုင်တာစစ်ပွဲတွေတိုက်ခိုက်တာကိုငါမြင်ဘူးပါတယ်ဒါပေမဲ့အခုလိုမျိုးတော့သူမကိုတခါမှမမြင်ဘူးဒီလိုချင်းချောက်မှုတွေကသူမရဲ့အရေးပြားအောက်ထဲထိထိုးဖောက်ဝင်ရောက်နေတယ်လို့ပဲလို့စိုးရိမ်တကြီးနဲ့ပြန်ပြောပါတယ်ဒိုင်ယာနာနဲ့ဇာတနာတို့နှစ်ယောက်တည်းရှိနေချိန်မှာဒိုင်ယာနာကသူမရဲ့နဖူးပေါ်ကထူးဆန်းတဲ့အမှတ်သားကြီးအကြောင်းကိုဖွင့်ဟလိုက်ပါတယ်ဒီအမှတ်အသားကဘာလဲဆိုတာငါတို့သေချာမသိမချင်းတော့သူတို့ကိုမသိစေချင်သေးဘူးငါကိုယ်တိုင်တော့မထိန်ချုပ်နိုင်တဲ့အရာတစ်ခုအပေါ်သူတို့ကိုအားကိုးစေတာမျိုးငါမဖြစ်စေချင်ဘူးလို့ဒိုင်ယာနာကပြောပါတယ်ဒီအမှန်အသားဟာသူမကလေးဘဝတုန်းကမြင်မှတ်ခဲ့တဲ့အိမ်မက်ဆိုးတစ်ခုရဲ့ပဲ့တင်တန်တစ်ခုလိုပဲခံစားနေရပါတယ်ဒါပေမဲ့သူတို့စကားပြောနေတုန်းမှာပဲဒိုင်ယာနာရဲ့မျက်လုံးတွေကတောက်ပလာပြီးတစုံတစ်ယောက်ကသူမကိုထိန်းချုပ်လိုက်တယ်လို့ထူးဆန်းတဲ့အသွင်အပြင်ကိုပြောင်းလဲသွားပါတယ်တစ်ဖက်မှာတော့ Justice League အဖွဲ့ဝင်တွေကမော်ပညာကိုငါတို့တခါမှမနှစ်သက်ခဲ့ဘူးဒါကအမြဲတမ်းကဘာပြတ်မဲ့ကိစ္စတွေရမယ်ဆက်နေတာလို့ပြောရင်ညှင်းခုန်နေကြပါတယ်အဲ့ဒီအချိန်မှာပဲအစည်းအဝေးခန်းမတဲ့ကိုဒိုင်ယာနာရဲ့ထူးဆန်းတဲ့ဝိညာဉ်ပုံရိပ်ကြီးတွေဝင်ရောက်လာပါတယ်ဗမန်ကဒါဆိုရင်ဘာဆက်ပြစ်မှလဲလို့မေးခွန်းထုတ်နေချိန်မှာမာရှင်မန်ဟန်တာကတော့ကဲငါတို့ဘယ်နှရောက်သွားရလဲတက်ကော့စီကနေမော်နီတာဂျူဒီနဲ့ပတ်သက်တဲ့တိုင်ကြားစာနောက်တစ်ခုရောက်နေပြန်ပြီလို့ပြောပြီးအခြေအနေကိုထိန်းဖို့ကြိုးစားနေပါတယ်မော်လောကရဲ့လှုပ်ရှားမှုတွေဟာကမ္ဘာအနှံ့မှာစတင်နေပါပြီလန်ဒန်၊ကိုင်ရို၊ဘရုကလင်းနဲ့လော့စ်အိန်ဂျယ်လိစ်မြို့ကြီးတွေမှာထူးဆန်းတဲ့ဝေးရုံခြုံထားတဲ့သူတွေကတိတ်တဆိတ်ရွေရှားနေကြပါတယ်။မော်လောကအပေါ်ကြီးမားတဲ့တိတ်ဆိတ်မှုတစ်ခုလွှမ်းမိုးသွားပြီးအဲ့ဒီတိတ်ဆိတ်မှုကမကြခင်ရောက်လာတော့မယ်ကြီးမားတဲ့အန်ဒီရဲ့တစ်ခုကိုသတိပေးနေတယ်လို့ဖြစ်နေပါတယ်။ဆုံးမပြိုလေးတွေစုဝေးရာ Sisterhood of the Slight Hand အဖွဲ့ဝင်တွေဟာ Oblivion ဘားမှာစုစည်းနေကြပါတယ်။ဒီနေရာက Justice League နဲ့ပတ်သက်တဲ့သူတွေအတွက်ဘေးကင်းရန်လာလို့ညှင်းခုန်မှုတွေရှိနေပေမဲ့ Tracy တက်တင်ကတော့ဒီတက်တဲ့ chimp တာရှိနေရင်ဘာမှမစိုးရိမ်နဲ့လို့အာမခံထားပါတယ်။အဲ့ဒီအချိန်မှာဘားရဲ့ဒေါင်စွန်းတနေရာမှာထိုင်နေတဲ့ John Constantine ကတော့လေလူတဲကတင်းမာမှုကိုခံစားမိနေပြီးတစုံတစ်ခုကိုစောင့်ဆိုင်းနေပါတယ်။တစ်ချိန်ကနာမည်ကျော်အဆိုတော်နဲ့ဆုံးမဖြစ်ခဲ့တဲ့ Wishfire တယောက်သူမရဲ့အတိတ်ကိုပြန်လည်အမှတ်ရနေပါတယ်။သူမဟာငယ်စဉ်ကမော်ပညာကိုစတင်သင်ယူခဲ့စဉ်ကခံစားခဲ့ရတဲ့လွတ်လပ်မှုနဲ့တော်လှန်လိုစိတ်တွေကိုသတိရမိနေပါတယ်။ဒါပေမဲ့အခုဘားထဲမှာရှိနေတဲ့ဆုံးမပြိုလေးတွေကတော့အဲ့ဒီလိုစွမ်းအားမျိုးကိုမခံစားရတော့ဘဲမော်ပညာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုပဲကြောက်ရွံ့နေကြတာပါ။ Wishfire ကတော့သူတို့တွေဆုံးရှုံးသွားတဲ့စွမ်းအားတွေအတွက်စိတ်မကောင်းဖြစ်နေရင်အရက်တစ်ခွက်ကိုငြိမ်သက်စွာတောက်နေပါတယ်။မော်လောကသားတွေတစုတဝေးတဲ့ရောက်ရှိနေကြပါတယ်။ Tracy တက်တင်က Midnight Society ရဲ့အစည်းအဝေးကိုစတင်လိုက်ပြီလို့ကြေညာလိုက်ချိန်မှာအားလုံးရဲ့မျက်နှာမှာစိုးရိမ်ရိပ်တွေရှက်သန်းနေပါတယ်။ငါ့ကိုသိတဲ့သူရောမသိတဲ့သူရောမော်လောကကိုချင်းချောက်နေတဲ့အန်ဒီယေကနေကာကွယ်ဖို့အတွက်ငါတို့အားလုံးလက်ချင်းချိတ်ပြီးအတူတူဆူတောင်းရအောင်လို့သူမကတိုက်တွန်းနေပါတယ်။ရေဘက်ကာတယောက်အတိတ်ကိုပြန်သတိရသွားပါတယ်။မိဘမဲ့ဂေယာမှာသူမကြုံတွေ့ခဲ့ရတဲ့ခြောက်ချားစရာမှော်ထုံးတဲ့အစင်လာတွေမိတောက်တင်တဲ့နာကျင်မှုတွေကသူမကိုပြန်ပြီးခြောက်လန့်နေပါတယ်။တခုခုတော့မှားနေပြီးဒီမှာတယောက်ယောက်ရောက်နေတယ်လို့သူမကအော်ဟစ်လိုက်ချိန်မှာပဲပလင်းကကွဲအပ်သွားပြီးသူမရဲ့ခန္ဓာကိုယ်ထဲကနေအခြားတယောက်အစားထိုးဝင်ရောက်လာပါတော့တယ်။ဒါ Wishfire လားရေဘက်ကာရဲ့ခန္ဓာကိုယ်ကိုဟက်ကာဒီကအပြီးအပိုင်သိမ်းပိုက်လိုက်ပါတယ်။သူမရဲ့မျက်လုံးတွေကခရမ်းရောင်တောက်နေပြီးတကိုယ်လုံးမှာလည်းမီးတောက်တွေဝင်းရံနေပါတယ်။နေတို့ကိုနေတို့မော်ဆီယာမတွေလို့ခေါ်နေကြတာလား။နင်တို့အားလုံးဟာအသုံးမကျတဲ့အိမ်မက်တွေနောက်လိုက်နေကြတာပဲလို့သူမကကြိမ်ဝါလိုက်ပါတယ်။ Tracy တက်တင်ကတားဆီးဖို့ကြိုးစားပေမဲ့ Wishfire ရဲ့စွမ်းအားကအရာအားလုံးကိုဖျက်ဆီးရော့မယ်အတိုင်းပါပဲ။မိတော့တွေကအစည်းအဝေးခန်းမတစ်ခုလုံးကိုဝါမျိုးသွားပါတယ်။လူအများစုအတွက်တော့ဒါဟာသူတို့နောက်ဆုံးခံစားလိုက်ရတဲ့အပူချိန်ပါပဲ။မော်လောကသားတွေဟာအစုလိုက်အပြုံလိုက်မီးလောင်ကျွမ်းကြပါလေ။တစ်ချိန်တည်းမှာပဲ Justice League ရဲ့ခန်းမရဲ့အောက်ခြေအနက်ဆုံးနေရာမှာတော့ထူးဆန်းတဲ့တရားဝါကြီးတွေနိုးထလာပါတယ်။ဒါကတော့တကယ်ကိုကြောချမ်းစရာပဲလို့ဒီတက်တဲ့ချင်းဘိုဘိုကမှတ်ချက်ပေးရလောက်အောင်မြေအောက်ခန်းထဲမှာစွမ်းသင်းရဲ့ခန္ဓာကိုယ်အပိုင်းစားတွေနဲ့အပင်တရားဝါတွေပြည့်နှက်နေပါတယ်။အမောင်တူထဲမှာတစုံတစ်ခုကိုစောင့်ကြုံနေတယ်လို့ပါပဲ။စွမ်းသင်းကသူ့ရဲ့ခန္ဓာကိုယ်အသက်ကိုတိဆောက်ဖို့ကြိုးစားနေတာပါ။
ဒါကပုံမြန်လို့ပါဘိုဘိုလို့သူကပြန်ပြောပါတယ်မန်ပတ်ကလည်းစွမ်တင်ရဲ့ခန္ဓာကိုယ်ကိုခွဲစိတ်လေးလာခြင်းနေလို့ဘိုဘိုတယောက်စိတ်ပြက်လက်ပြက်ဖြစ်နေရပါတယ်ငါပါလို့ဘာမှပဲအချိန်မဖြုတ်ခဲ့မိပါလေဒီမှာဆိုအရာအားလုံးအတိတ်ပဲရှိသေးတယ်လို့ဘိုဘိုကညီးတွားနေပါတယ်နောက်ဆုံးမှာတော့ Wonder Woman နဲ့ Zatanna တို့ရောက်ရှိလာပါတယ်။နင်ကမော်လောကကိုကယ်ချင်တာမလားလို့ Wonder Woman ကမေးလိုက်ချိန်မှာဘိုဘိုကဘတ်မန်ရောဓာတွေကိုသိလာလို့ပြန်မေးပါတယ်။ဘတ်မန်သိသွားရင်ကဘာပြက်မဲ့ကိစ္စတွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာသူတို့သိနေကြပါတယ်။နောက်ဆုံးမှာတော့ Zatanna ကဘိုဘိုကိုဝီစကီတပလင်းကမ်းပေးလိုက်ပြီးတောက်လိုက်အောင်ဘိုဘိုလို့ပြောလိုက်ပါတယ်။ဘိုဘိုကလည်းမင်းပြောတဲ့လေတံကိုတော့မကြိုက်ဘူး။ဒါပေမဲ့မင်းရဲ့ဝီစကီကိုတော့ငါကြိုက်တယ်လို့ပြန်ပြောရင်အပန်းဖြေလိုက်ပါတော့တယ်။ Oblivion ဘာထဲမှာ Justice League အဖွဲ့ဝင်တွေတိုင်ပင်နေတော့ Wonder Woman တယောက်ထူးဆန်းတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။မှတ်မိအောင်စ조사စမ်းဆိုတဲ့အတန်နဲ့အတူသူမရဲ့နှစ်ဖူးပေါ်က Wishman အမှတ်အသားဟာမီးလျံတွေလိုတောက်လောင်လာပြီးပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်။သူမရဲ့ခန္ဓာကိုယ်ထဲကနေအစွမ်းတက်လာတဲ့မော်စွမ်းအင်တွေပေါက်ကွဲထွက်လာပြီးအနားမှာရှိတဲ့အဖွဲ့ဝင်တွေလည်းလန့်ဖြန့်သွားပါတယ်။ဒိုင်ယာနာရဲ့နာကျင်မှုတွေကြားကကောင်းကင်ယံထက်မှာအေယာမပုံရိပ်ကြီးတစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့မော်ပညာရဲ့နတ်ဖျားမှာဟဲကာတီပါပဲ။သူမဟာစัจ java ရာအနှံ့ခြုံလွှမ်းနိုင်တဲ့စွမ်းအားတွေနဲ့အတူပေါ်လာပြီးဇာတနာရဲ့တားဆီးမှုကိုမဖြစ်နိုင်ဘူးဇာတနာသူမခုခံနိုင်တော့ဘူးလို့အေးဆက်စွာတုံ့ပြန်လိုက်ပါတယ်။ဒီတက်တဲ့ချင်တောင်မှာဒါငါတို့တောက်ထားတဲ့အရက်ကပြင်းလွန်းလို့မြင်နေရတဲ့အာယုံမှားတွေလားလို့မေးပြီးမယုံနိုင်အောင်ဖြစ်နေရပါတယ်။ဇာတနာဟာဟဲကာတီရဲ့ရှေ့မှာဒူးထောက်ပြီးအတနာခံမှုစ조사ပါတယ်။တင်ဟာမော်နယ်ဖျားမှာဟဲကာတီဆိုတာငါသိပါတယ်။ငါအဖေကငါငယ်ငယ်ကတည်းကတင့်ကိုပူဇော်ပတ်သဖို့တင်ပေးခဲ့တာပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဟဲကာတီကတော့ငါနင့်အဖေကိုသဘောကျခဲ့ပါတယ်။ဒါပေမဲ့ तू ဟာအမျှော်မြင်မရှိခဲ့ဘူး။နင်တို့မှော်ဆရာတွေအားလုံးကလည်းအတူတူပါပဲလို့ခနဲ့တက်ပြန်ပြောပြီးလူသားတွေရဲ့မှော်အတက်ကိုအထင်အမြင်သေးချောင်းပြသခဲ့ပါတယ်။ခြေနေတွေစိုးဝါလာတာကြောင့်ဒီတက်တစ်ချစ်မှာ Hall of Justice မှာရှိတဲ့ Justice League အဖွဲ့ဝင်တွေစီကိုအရေးပေါ်ဆက်သွယ်ဖို့စ조사ပါတယ်။ဒါနောက်ပြောင်နေတာမဟုတ်ဘူးဗမန်ငါတို့အားလုံးစီမှာနတ်ဖျားတစ်ပါးတောင်းကျမ်းနေပြီလို့အော်ဟစ်အကူအညီတောင်းပေမဲ့ဟက်ကာတီကသူမရဲ့စွမ်းအားနဲ့ဆက်သွယ်မှုကိုဖျက်တောက်လိုက်ပါတယ်။ဘသူမှမင်းအတန်ကိုကြားတော့မှမဟုတ်ဘူးငါအလုပ်တွေမပြီးမချင်းဒီလောကကြီးဟာမော်ပညာကိုကမ်းနေစေလိမ့်မယ်လို့သူမကကြေညာလိုက်ပါတယ်။ဟဲကာတီရဲ့စွမ်းအားတွေကတပားလုံးကိုလွှမ်းမိုးလာတဲ့အချိန်မှာဘိုဘိုကဇတနာကိုစီမော်စကလုံးတစ်ခုခုပြောပြီးငါတို့ကိုဒီကနေအမြန်ထုတ်သွားပေးစမ်းပါလို့အတင်းတိုက်တွန်းပါတယ်။ဒါပေမဲ့ဇတနာကငါမော်ပညာကအခုအချိန်မှာအရင်အန်ဒီရများနေပြီဘိုဘိုငါရာမော်စကလုံးကိုပြောင်းပြန်ရွှတ်လိုက်ရင်အာသာကိုင်းစီလွတ်မြောက်အောင်လုပ်ပေးလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်လို့ညှင်းပယ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဘိုဘိုဟာအခြားနည်းလမ်းမရှိတော့တာကြောင့်စွမ်ပီငါတို့ကိုအခုချက်ချင်းအဝေးလဲကန်းထဲကိုရောက်ပို့ပေးတော့လို့စွမ်တင်ကိုအော်ပြောပြီးဟဲကာတီရဲ့လက်ခုပ်ထဲကနေအသေးအတန်ထွက်ပြေးဖို့စ조사ပါတော့တယ်။အခြေအနေကတော်တော်လေးဆိုးဝါးနေပါတယ်။စုံမကြီးဟက်ကာတီရဲ့အမောင်တူကတစားတဲ့တစားနီးကပ်လာနေပါပြီ။ဇတနာနဲ့ဒီတက်တစ်ချင်တို့ဟာတကားတစ်ခုရှေ့မှာအကျိတ်နဲ့ညင်းခုန်နေကြတယ်။ဒါကဘလုံးအစီအစဉ်လဲငါတို့သူ့စီကနေပုံလို့ရမယ်ထင်နေတာလားလို့ဇတနာကစိတ်ပြက်လက်ပြက်မေးလိုက်တော့ချင်ကခိုင်မာနဲ့လေတံနဲ့ပြန်ဖြေတယ်။ငါ့ကိုယုံပါဇတနာဒါငါတို့အတွက်တစ်ခုသီးသောအခွင့်အရေးပဲ။တိုက်ပွဲအတွင်းမှာ Wonder Woman ဟာအမောင်စွမ်းအားတွေရဲ့ဝါမျိုးခြင်းကိုခံနေရပါတယ်။သူမရဲ့မျက်လုံးထဲကနေအနက်ရောင်သွေးတွေစီးကျနေပြီးဟက်ကာဒီရဲ့အတန်ကဟိမ့်ထွက်လာတယ်။နင်ဟာငါအပိုင်ပဲမိန်းကလေးနင်စီမှာ Wishman အသားရှိနေတယ်။နင်ငယ်ဘဝတည်းကငါဝက်ထားပေးခဲ့တဲ့စွမ်းအားတွေကိုအခုငါပြန်ယူမဲ့အချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်။ Something နဲ့အဖွဲဟာတကားကိုချိုးပြက်ပြီးအသေးအတန်ထွက်ပြေးဖို့စ조사ပါတော့တယ်။သူတို့အားလုံး Hall Justice တဲ့ကလျှို့ဝှက်မြေအောက်ကန်းတစ်ခုတည်းသို့အတင်းတိုးဝင်ခဲ့ကြတယ်။ဒီတက်တဲ့ချင်ကအော်ရေးလိုက်တယ်။မြဲမြဲအဲ့ဒီတကားကိုအခုချက်ချင်းဖျက်ဆီးလိုက်တော့ Something က Wonder Woman ကိုပွေ့ချပြီးအမောင်တို့ရဲ့လက်ကြားကနေအောင်မြင်စွာဆွဲထုတ်နိုင်ခဲ့ပါတယ်။သူတို့ခဏတာဘေးကင်းသွားခဲ့ပါပြီ။မြေအောက်ခန်းရဲ့အမောင်တူထဲမှာတစုံတယောက်ရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ John Constantine ပါပဲ။တေဘီလို့အားလုံးကထင်ထားခဲ့တဲ့ Constantine ကိုအသက်ရှင်လျက်မြင်လိုက်ရတဲ့အခါမှာဇာတနာတယောက်အန်အော်ဝမ်းသာသွားပြီးသူ့ကိုပြေးဖက်ကနမ်းဆိုင်လိုက်ပါတော့တယ်။ဘာလို့ဒီလိုလောက်တာလဲလို့သူမကမေးလိုက်တဲ့အခါ Constantine ကသူ့ရဲ့ပုံစံအတိုင်းစားနောက်တဲ့လေတံနဲ့ပြန်ဖြေပါတယ်။ဒါကတိတာနေတာပဲမဟုတ်လားအချစ်ရဲ့မင်းရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်လေလို့ပြောလိုက်ပါတယ်။ပျော်ရွှင်မှုကခဏတာပါပဲသူတို့ရဲ့ပတ်ဝန်းကျင်မှာအယိုးစုတွေပြန်ကျဲနေပြီးအန်ဒီယေကမပြီးဆုံးသေးတာကိုသတိထားမိသွားကြတယ်ကွန်စတန်တိုင်းကတင်ငိမ်တဲ့လေတံနဲ့ပြောလိုက်တယ်ဒါဟာငါရဲ့နောက်ဆုံးအခွင့်အရေးပဲဝင်းရှင်းအာဝါကစတင်နေပြီငါတို့အားလုံးသေကြရတော့မှာ
ဂရိဂျွန်တခုရဲ့လှပတဲ့နနက်ကင်းတစ်ခုမှာမင်းသမီးလေးဒိုင်ယာနာရဲ့6နှစ်ပြည့်မွေးနေ့အတွက်သူမရဲ့မေတော်ကသူမကိုအသာယာနှိုးခဲ့ပါတယ်။နန်းတော်ဥယျာဉ်ထဲကရေပန်းမှာခရီးဝေးကနေခိတ္တနားကိုဖို့ရောက်ရှိနေတဲ့တောက်ပလုံးနဲ့မြင်းပြန်3ကောင်ကိုဒိုင်ယာနာအားပြသခဲ့တာပါ။အဲ့ဒီအချိန်ကဒိုင်ယာနာအတွက်တော့ဒီကဘာကြီးဟာအန်အောစရာတွေစွန်စားကန်းနေနဲ့ပြည့်နေနေတဲ့မော်ဆန်တဲ့ကဘာကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအပြစ်ကင်းစင်တဲ့မော်အတက်တွေဟာအခုတော့အမောင်ဖုံးသွားခဲ့ပါပြီ။ဒိုင်ယာနာရဲ့မျက်လုံးထဲမှာအရှင်ကမြင်ခဲ့ရတဲ့တောက်ပတဲ့ရှူနီကုန်းမြင်းတွေဟာအခုတော့အစိမ်းရောင်မှော်နွယ်ပင်တွေရဲ့ရစ်ပတ်မှုကိုခံနေရပြီးကြောက်လက်တကြားအော်ဟစ်နေပါတယ်။ Justly Duck အဖွဲ့ဝင်တွေဖြစ်တဲ့ Something နဲ့ Mabbat တို့ကဒီတရဝါကိုအားချင်းရှင်ထိန်ချုပ်နေရပြီး John Constantine ကတော့ဒီရှူနီကုန်းရဲ့သွေးတွေဟာအရန်ကိုအစွမ်းထက်ပြီးအန္တရာယ်ရှိတာကြောင့်အမြန်ဆုံးငြိမ်သက်သွားအောင်လုပ်ဖို့ကြိုးစားနေပါတယ်။သူတို့အားလုံးယူနီကွန်းကိုတင်းမောပေါ်မှာဖမ်းဆီးနိုင်ခဲ့ပေမဲ့ဒိုင်ယာနာရဲ့စိတ်ထဲမှာတော့မပြောနိုင်ပါဘူး။ကွန်စတန်တိုင်းကဇာတနာကိုသူတို့ရဲ့အတိတ်ကအမားတွေအတွက်တောင်းပန်နေသလိုတစ်ဖက်မှာလည်းဒိုင်ယာနာတယောက်မော်အတက်ရဲ့စိုးကြိုးတွေကိုစတင်ခံစားနေရတာကိုသူတို့သတိထားမိလာပါတယ်။မော်ဆွမ်းအားတွေကသူမရဲ့ကဘာကြီးကိုဘလို့ညှဉ်းနှွမ်းစေလဲဆိုတာကိုဒိုင်ယာနာတယောက်လက်တွေ့ခံစားနေရပါပြီ။ဒိုင်ယာနာဟာတမစ်စကရာကျွန်းမှာနေထိုင်ခဲ့တဲ့တပ်တန်းတစ်လျှောက်တခါမှကိုမကြောက်ခဲ့ဘူးပါဘူး။ဒါပေမဲ့အခုတော့သူမရဲ့နှစ်ဖူးတက်မှာထူးဆန်းတဲ့မော်တင်ကေတာတစ်ခုပေါ်လာပြီးသူမထိန်းချုပ်လို့မရတဲ့ဖြက်စီးခြင်းအမှောင်စွမ်းအားတွေကင်းရောက်နေပြီဆိုတာသိလိုက်ရပါတယ်။ဒီစွမ်းအားကိုဟက်ကာတီကသူမကိုအသုံးချဖို့ဖန်တီးခဲ့တာပါ။ဒါကိုမရက်တဲ့နိုင်ရင်မော်လောကကြီးတစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်။သူတို့အဖွဲ့ဟာအေးကြီးဟာကျွန်းပေါ်သို့ရောက်ရှိလာပါတယ်။ဇတနာကဒိုင်ယာနာကိုတတိထားဖို့တားနေတဲ့ကြားကပဲဒိုင်ယာနာကတော့နောက်ဆုတ်ဖို့အစီအစဉ်မရှိပါဘူး။စောင့်ဆိုင်းရမယ့်အချိန်ကကုန်သွားပြီလို့ပြောပြီးသူမဟာကျွန်းပေါ်ကိုခုန်ဆင်းသွားခဲ့ပါတယ်။သူမခေါ်လိုက်တဲ့နာမည်ကတော့ဆာစီရဲ့ဒိုင်ယာနာကဆာစီရဲ့နာမည်ကိုခေါ်လိုက်တာနဲ့တပြိုင်တည်းကောင်းကင်ယံမှာမိုးကြိုးတွေပြစ်ချပြီးပြင်းထန်တဲ့မှုန်တိုင်းတွေကြားရောက်လာခဲ့ပါတယ်။ဆာစီရဲ့ဒေါသကနတ်ဖျားတွေကိုတောင်ဒူးထောက်စေနိုင်ပါတယ်။သူမရဲ့မော်ဆွမ်းအားကြောင့် Justly Duck အဖွဲ့ဝင်တွေဟာတလိပ်ဆန်တွေအဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်။ Something ကတော်ဝက် Mabbat ကနွား Detective Chim ကဘင်ကန် Constantine ကမြေခွေးတစ်ကောင်ဖြစ်သွားပြီးဇာတနာကတော့အကူအညီမဲ့စွာကြည့်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆာစီကိုတိုင်ပေါ်လာခဲ့ပါတယ်။ငါရဲ့နေမြေထဲမှာငါကိုလာရင်ဆိုင်ရဲတယ်ပေါ့ဒိုင်ယာနာလို့ဆာစီကလောင်ပြောင်ပြောဆိုပါတယ်။ဒိုင်ယာနာကိုလူမိုက်ကလေးလို့ခေါ်ပြီးတစ်ချက်တည်းနဲ့တပ်ပစ်နိုင်ပေမဲ့ဒိုင်ယာနာကတော့သူမရဲ့နှစ်ဖူးကလာချမ်းပုံစံသင်္ကေတကိုပြလိုက်ပြီးငါမင်းရဲ့အကူအညီလိုတယ်လို့အာကိုတကြီးပြောလိုက်ပါတယ်။ဆာစီကဒိုင်ယာနာကိုကြည့်ကသူမနင့်ကိုအမှန်သားခန့်လိုက်ပြီလို့ဆိုပါတယ်။ထို့နောက်သူဟာ Justly Duck အဖွဲ့သားများကိုမူလပုံစံပြန်ပြောင်းပေးလိုက်ပါတယ်။သူမဟာလူပုံစံပြောင်းလိုက်ရင်ငါရဲ့ဟန်ဆောင်ပန်ဆောင်လုပ်ရတဲ့အတွက်တော့ခွင့်လွှတ်ပေးပါ။ငါကအသက်ထောင်ချီနေပြီဆိုတော့ဒီစူပါဟီးရိုးကစားပွဲတွေရဲ့ဟန်ပန်တွေကိုတော်တော်လေးသဘောကျတာ။ဒီလိုရဲစရာကောင်းတဲ့ဝစ်စုံတွေထိုးကြကြိတ်ကြတာတွေကအရာရာကိုညင်းငွေ့စေရမဖြစ်အောင်လုပ်ပေးတာပေါ့။ဒါပေမဲ့အခုကဒါတွေလုပ်ရမယ့်အချိန်မဟုတ်တော့ဘူး။ဟုတ်တယ်မလား။မော်ဝင်တကောင်ရဲ့အချိန်ကစတင်နေပြီ။ဒိုင်ယာနာငါတကယ်ပဲစိတ်မကောင်းပါဘူးဒီကနေစပြီးအခြေအနေတွေကအများကြီးပိုဆိုးလာတော့မှလို့ပြောရင်သူမဟာဒိုင်ယာနာကိုပွေ့ဖက်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲနယူးမက္ကဆီကိုပြည်နယ်မှာတာမန်အတိုင်းနေထိုင်တဲ့မန်နီတူးတောင်ကသူမရဲ့စိတ်ထဲမှာရှင်းအောင်အတလန်တင်ပါမှတ်ညံများရုတ်တရက်နိုးထက်လာပါတယ်သူမရဲ့နှစ်ဖူးပေါ်မှာလည်းတောက်ပတဲ့အမတ်သားတစ်ခုပေါ်လာပြီးသူမကိုယ်ရဲသို့စွမ်းအားကြီးမားတဲ့အတန်များစီးဝင်လာပါတယ်သူမကမိမိကိုမိမိမထိန်ချုပ်နိုင်တော့ပဲတစုံတရာကိုလှုပ်ဆောင်ရန်စတင်ပြင်ဆင်ပါတော့တယ်မန်နီတူးတောင်ဟာသူမရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လေလူထဲမှာမော်ဆွမ်းအားများကိုစုပ်ယူလိုက်ရာတဲခန္ဓာရလမ်းမများဟာဖန်သားပြေအဖြစ်ပြောင်းလဲသွားပါတယ်။ပြင်းထန်တဲ့ဆွမ်းအားများနဲ့သူမကကောင်းကင်သို့ပြန်တက်သွားပြီးသူမသွားရမယ့်ပန်းတိုင်စီသို့ဦးတည်သွားပါတော့တယ်။ဖြစ်ပျက်နေသမျှကိုလူသားများကနားမလည်နိုင်ပဲကြောက်လန့်နေကြပါတယ်။ FBI အေဂျင့်များကမန်နီတူးတောင်အကြောင်းစုံစမ်းနေစဉ်ဝိညာဉ်ဖြစ်သူဒက်မန်ကအခြေအနေမှာပုံမှန်မဟုတ်ကြောင်းခံစားမိလိုက်ပါတယ်။မန်နီတူးတောက်ကလှည့်ဝက်နေသောနန္ဒာပါပတ်စီတို့ဦးတည်နေကြောင်းသိလိုက်ရတဲ့အခါသူတို့အတွက်အချိန်မရှိကြောင်းဒက်မန်ကသဘောပေါက်သွားပါတယ်။အခြေအနေကိုစုံစမ်းရန်အတွက် Wonder Woman နဲ့ Justly Duck အဖွဲ့သားများကစာစီတန်မှာရောက်နေကြပါပြီ။စာစီကသူတို့ကိုဝိုင်းပြစ်ဧကန်ကအေးအေးဆေးဆေးစကားပြောနေတော့လဲဒိုင်ယာနာကမူအချိန်မရှိကြောင်းနဲ့သူမရဲ့နှစ်ဖူးပေါ်ကအမှတ်သားကဘာကွန်ဆွန်လိုရာလဲဆိုတာသိကျင်နေပါတယ်။စာစီကမူဤအမတ်သားနဲ့ဟက်ကာဒီတို့ကြားကဆက်ဆက်ရေးမှာထင်ထားတာတဲ့ပုံမနည်းနည်းကြောင်းစတင်ရှင်းပြပါတယ်။ရှေးဦးကဘာမှာနတ်ဖျားများမပေါ်ထွန်းမီကပဲဟက်ကာဒီကရှိခဲ့တယ်။သူမကသဘာဝတရားနဲ့မော်ပညာရဲ့မူလအစဖြစ်တဲ့ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူသားမော်စရာတွေကသူမရဲ့စွမ်းအားကိုခိုးယူရန်စ조사ခဲ့ကြတယ်။
ထိုမောင်မိုက်တဲ့စွမ်းအားများရန်မှကာကွယ်ရန်ဟက်ကာဒီကသူမရဲ့အကန့်အသတ်မဲ့စွမ်းအားကို9ပိုင်းခွဲကအမျိုးသမီးငယ်9ဦးရဲ့ကိုယ်ထဲမှာဝှက်ထားခဲ့ပါတယ်။ထိုအမျိုးသမီး9ဦးရဲ့ wishmat ထဲမှာ Wonder Woman နဲ့ Manny 2000တို့လည်းပါဝင်ပါတယ်။ဟက်ကာဒီကထိုအမတ်သားများကိုစတင်အသက်သွင်းလိုက်ပြီးဖြစ်ပြီးသူမကထိုသူများကိုရုပ်သေးရုပ်များကဲ့သို့ထိန်းချုပ်ကစွမ်းအားများအားလုံးကိုသူမကိုယ်ထဲသို့ပြန်လည်ရယူရမယ်ဖြစ်တယ်။ဒိုင်ယာနာကဒါဟာဂရုဏာကြောင့်မဟုတ်ဘူးမုန်းတီးမှုကြောင့်ပဲလို့ဆိုကဟက်ကာဒီရဲ့အစီအစဉ်အောင်မြင်သွားပါကကဘာပေါ်ရှိမော်စွမ်းအားလုံးကိုသူမကအပိုင်စီးပြီးမြည်သည့်အရာကမှသူမကိုတားဆီးနိုင်တော့မယ်မဟုတ်ကြောင်းစိုးရိမ်တကြီးပြောလိုက်ပါတယ်။ Wonder Woman ကသူ့ရဲ့ကိုယ်ပိုင်စွမ်းအားကိုရော Wishmat ကဟက်ကာဒီကိုစန့်ကျင်ရမှာသုံးနိုင်လားလို့မေးလိုက်ပါတယ်။စာစီကတော့ဒါဟာတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းလို့ပြန်ပြောလိုက်တယ်။ဇဒနာကဒီဆုံးဖြတ်ချက်ကအန်ဒီရယ်များတဲ့အတွက်ကန့်ကွက်နေပါတယ်။ Wonder Woman ကဒေါသတကြီးနဲ့တော်လောက်ပြီးလို့အော်ဟစ်လိုက်တယ်။ငါရဲ့ကိုယ်တွင်းမှာကဘာကြီးကိုဖျက်ဆီးနိုင်တဲ့အစွမ်းထက်တဲ့စွမ်းအားတွေရှိနေတယ်။နတ်ဆိုးဟက်ကာဒီကအဲ့ဒီစွမ်းအားတွေကိုသုံးပြီးသူ့ရဲ့ရုပ်မာတဲ့အစီအစဉ်တွေကိုအကောင့်တွေပေါ်ဖို့စ조사နေတာမင်းကငါ့ကိုဒီအတိုင်းထိုင်နေစေချင်တာလားငါကသူ့ရဲ့ကရိယာတစ်ခုမဖြစ်ချင်ဘူးလို့ပြောလိုက်ပါတယ်ဇတနာကဒိုင်ယာနာကိုလေးစားတော်လဲသူမဘာကုန်ရင်ဆိုင်နေရသည်ကိုတေချာမသိသေးကြောင်းအရှိတရားကိုပြောင်းလဲပြစ်နိုင်တဲ့စွမ်းအားတဲ့အကြောင်းကိုပြောနေတာဖြစ်ကြောင်းသတိပေးပါတယ်။ဟောပညာမှာပေးဆက်မှုရှိရလို့ဇတနာကဆိုရဒိုင်ယာနာကပေးဆက်မှုကအခုစနေပြီ။ Ovalavian ဘာမှာစုံမညီအမတွေဘလောက်တောင်တေကုန်ကြပြီလဲ။နောက်ထပ်ဘယ်နှယောက်ထပ်တေရအောင်မှလဲလို့ပြန်လဲခြေပလိုက်ပါတယ်။ဒိုင်ယာနာကစာစီတန်လက်ကစာစီငါကိုဟက်ကာဒီရဲ့ထိန်းချုပ်မှုကနေကာကွယ်ပေးနိုင်မဲ့အမှတ်သားမျိုးမင်းလုပ်ပေးနိုင်မလားမင်းသူ့စွမ်းအားကိုသုံးလာတာကြပြီပဲနီးလန်းရှိမှာပါလို့တောင်းဆိုပါတယ်စာစီကအဲ့ဒီလိုမျိုးတစ်ခုခုတော့ငါဖန်တီးပေးနိုင်မယ်ထင်တယ်လို့ဆိုကစုံအတက်ကိုစတင်ပြောလိုက်ပါတယ်ထို့စဉ်အပေါ်တက်မှာဝစ်စုံနေတဲ့ဒမန်းကဇောက်ထိုးကြီးဆင်းလာပြီးနောက်ဆုံးတော့တွေ့ပြီလို့အော်ပြောလိုက်ပါတယ်သူကအပေါ်တက်မှာပြာရာခတ်နေတဲ့ယူနီကွန်းတစ်ကောင်ရှိနေကြောင်းရဲစရာနှောပြောတော့လေအမှန်တကယ်မှာရမ်မာကူရှနာကအကူကြီးတောင်းရန်လွှတ်လိုက်ခြင်းဖြစ်တယ် Justice League အဖွဲ့ဟောင်းများကအတူတူရှိမနေတော့ဘူးလို့ငါပြောပေမဲ့အဖွဲ့သစ်တစ်ခုရှိနေတယ်လို့ကြားတယ်လို့သူကပြောပါတယ်တစ်ဖက်မှာနန္ဒာပါဘက်မြို့တော်ကြီးမှာမီးဟုံးဟုံးတောက်ကပျက်စီးနေပါတယ်မန်နီ2000ကိုမတားနိုင်ရင်သူအဲ့နေရာကိုမြေလံပစ်တော့မယ်လို့တုံလုံးဖွယ်တာပြောလိုက်ပါတယ်ဒက်မန်ကငါဒီလိုစွမ်းအားမျိုးတစ်ခါမှမမြင်ဘူးငါတို့တက်နိုင်သမျှတိုက်ခိုက်ခဲ့ပေမဲ့သူကအသာလေးပယ်ချနေတာဒါကငါနားမလည်နိုင်တဲ့မှော့အတန်မျိုးပဲလို့ပြောလိုက်ပါတယ်ဒီတက်တစ်ချင်းကလည်းသူတို့အားလုံးထိုးထိုးပင်ခန်းစားနေရကြောင်းပြောတော့လဲသူ့ကိုတားဆီးမဲ့နီလန်တစ်ခုခုတော့ရှိရမှာပေါ့လို့ဒက်မန်ကပြန်ကပြောလိုက်ပါတယ်ထိုစဉ်မပူပါနဲ့ဘော့စတွန်ဆိုတဲ့အတန်နဲ့အတူဒိုင်ယာနာကစာစီရဲ့မော်အကူညီနဲ့သူမရဲ့ကိုယ်တွင်းမှာရှိတဲ့ Wishmat စွမ်းအားများကိုအပြည့်အဝနိုးထစေခဲ့ပါတယ်သူမရဲ့သပင်များမှာဖြူဖွေးတောက်ပသွားပြီးမျက်လုံးများမှာပြင်းထန်တဲ့မှော်စွမ်းအားလျှက်စီးများဝင်းလက်လာသည်ယခုအခါ Wonder Woman ကရိုးရိုးစက်တီတော်တူမဟုတ်တော့ပဲဟက်ကာဒီရဲ့စွမ်းအားများနဲ့ပြန်လည်တိုက်ခိုက်နေစမ်းရှိတဲ့ Wish Queen အသွင်တို့တောက်ပစွာနိုးထလာပါတယ်ဒိုင်ယာနာဟာသူမရဲ့လက်ကောက်ဝတ်လေးကိုတစ်ချက်မြတ်လှုပ်ရမ်းလိုက်ရုံဖြင့်လက်ရှိမျက်မှောက်ကာလရဲ့တည်ရှိမှုကိုအကြောင်းထင်သွားစေခဲ့ပါတယ်။လောကတစ်ခုရဲ့အစွန်းတစ်ဖက်ကနေအခြားတစ်ဖက်စီကိုမျက်တောင်တစ်ခန့်အတွင်းရောက်ရှိသွားစေနိုင်ပဲအာကာသဟင်းလင်းပြအကြောင်းကြီးတစ်ခုကိုသူမဖန်တီးလိုက်တာပါ။ဒါဟာဇတနာကိုအကြောင်းရုံဆုံးဖြစ်စေတဲ့အချက်ပါပဲ။ဘာကုန်မှနည်းနည်းစဉ်းစားမနေဘဲနဲ့တောင်ဒီလောက်ကြီးမားတဲ့အစွမ်းတွေကိုလှက်ပတ်အသုံးပြုနိုင်နေတာဟာဒိုင်ယာနာရဲ့စိတ်အလိုတိုင်းဖြစ်တည်လာတဲ့စွမ်းအားတွေပဲဖြစ်ပါတယ်။ဆုံးနက်ဖျားမှဟက်ကာတီရဲ့ဝင်းကျင်အပိုင်းစားတစ်ခုဖြစ်တဲ့ Wishmat ကတောက်လောင်နေခဲ့တယ်။ဒါဟာဟက်ကာတီရဲ့မှော်အစွမ်း9ပုံတပုံလောက်ပဲရှိသေးတာတောင်မှပေါ့။စာစီကဒိုင်ယာနာကိုဒီစွမ်းအားတွေအပေါ်ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ထင်အောင်ထင်မှားဖြစ်အောင်ဖန်တီးပေးခဲ့တာပါ။တကယ်တော့ဒါဟာထိန်းချုပ်မှုအတူရောင်များဖြစ်တယ်ဆိုတာကိုဇတနာကကောင်းကောင်းသိနေပါတယ်။သူမအမြင်မှာတော့ဒါဟာဘွေရစိတ်လေးတစ်ကောင်ကဟာရီကိန်းမုန်တိုင်းကြီးရဲ့ပြင်းထန်တဲ့စွမ်းအားကိုထိန်းချုပ်ဖို့စ조사နေတယ်လို့မျိုးပါပဲ။ဇတနာတယောက်သူမရဲ့တငယ်ချင်းမဟာမိတ်ဖြစ်သူဒိုင်ယာနာအတွက်အင်မတန်မှစိုးရိမ်ထိတ်လန့်နေပါတော့တယ်။မော်လောကရဲ့အနက်ရှိုင်းဆုံးသဘောတဘာဝတွေကိုကောင်းကောင်းနားမလည်ကြတဲ့သူတွေအတွက်ကတော့အံ့အားသင့်မှင်တဲ့ရင်စိုက်ကြည့်နေကြပါတယ်။သူတို့အမြင်မှာတော့ Wishmat ဆိုတာကောင်းချီးမင်္ဂလာတကူဒါမှမဟုတ်အံ့ဘွယ်တကူတစ်ခုလိုပါပဲ။တကယ်စွမ်းအားစစ်စစ်နောက်ွယ်မှာပေးဆက်ရမယ့်ကြောင်းမဲ့ဘွယ်ရတန်မိုးကိုသူတို့တတိမထားမိကြပါဘူး။စွမ်းအားရဲ့သဘောတဘာဝကိုသိနာလဲတဲ့သူတွေကတော့ဒီမြေကွင်းကိုကြည့်ပြီးအယိုးတဲ့အထိစိတ်ဝင်သွားအောင်တုံလှုပ်ခြောက်ခြားနေကြပါတယ်။ဒါပေမဲ့လည်းသူတို့အားလုံးရှေ့ကိုဆက်လျှောက်ခဲ့ကြတယ်။ကြောက်ရွံ့စရာအချိန်ဆိုတာနောက်မှရလာလိမ့်မယ်လို့သူတို့တွေးနေကြတာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်အခုချိန်မှာတော့မှော်အတက်တွေဟာအရှိန်အဟုန်နဲ့တောက်လောင်နေပြီးသူတို့ကိုယ်တိုင်ကလည်းဒီမှော်လောကရဲ့နောက်ဆုံးခက်ဆေးဖြစ်တာကြောင့်နောက်ဆုတ်လို့မရတော့ပါဘူး
လူသားတွေရဲ့စူးစမ်းလိုတဲ့မျက်လုံးနဲ့ဝေးရမှာကမ္ဘာအမြင့်ဆုံးနှင်းဖုံးတောင်ထိပ်တွေရဲ့ကြားမှာဒန်နာရီနဲ့လျှို့ဝှက်ချက်တွေပြည့်နေနေတဲ့မြို့တစ်မြို့တည်ရှိနေပါတယ်။အချို့ကတော့နန္ဒာပါပတ်မြို့ဟာတဘာဝရဲ့သေဆုံးခြင်းတရားနဲ့လမ်းဆောင်လမ်းကွာမှာတည်ရှိနေတာလို့ဆိုပါတယ်။အဲ့ဒီနေရာမှာရာမကုရှနာနဖျားမကမှောင်မိုက်တဲ့အရေးတွေကြားကနေတရားမျှတသူတွေကိုသူတို့ရဲ့နောက်ဆုံးအနားယူပါစီလမ်းညွှန်ပေးဖို့စောင့်ကြိုနေတယ်လို့လည်းယုံကြည်ကြပါတယ်။အချို့ကတော့ဒါကိုတရေတစေပုံမြင်တစ်ခုလိုပဲမှတ်ယူကြတယ်သူတို့ပြောရလဲမမှားပါဘူး။ဘာလို့လဲဆိုတော့ဒီမြို့ဟာနိုးကြားနေတဲ့လောကကြီးထဲမှာပုံကွယ်နေတဲ့မော်ပညာအတက်တွေရဲ့နှလုံးသားစွမ်းအားတွေစူးစီးရဗဟိုချက်မှတစ်ခုဖြစ်နေလို့ပါပဲ။နှစ်ပေါင်း6000ကျော်တိုင်တေချာဂယုတစိုက်တိဆောက်ခဲ့ရတဲ့ဒီမြင့်မြတ်တဲ့မြို့တော်ကြီးဟာအခုတော့တိုက်ခိုက်မှုတွေပောက်ကွဲမှုတွေနဲ့အတူမိတောက်တွေကြားထဲမှာရောက်နေပါတယ်။မြင့်မြတ်တဲ့ဒီမျိုးတော်ကြီးဟာမိနစ်ပိုင်းအတွင်းမှာပဲပြပုံအတိဖြစ်သွားတော့မယ့်အခြေအနေပါပဲ။သူမရဲ့ wishmat အောက်မှာနင်မိုးနေရင်မန်နီတူးတော့တယောက်အော်ဟစ်နေမိတယ်။သူမတီထားသမျှအမိန့်တော်တွေအားလုံးကိုအသုံးချပြီးကိုယ်ခန္ဓာကိုယ်ကိုပြန်ထိန်းချုပ်နိုင်ဖို့စ조사ခဲ့ပေမဲ့ဟက်ကာတီရဲ့စွမ်းအားကိုတော့ဘလို့မှရှင်ပြိုင်လို့မရခဲ့ပါဘူး။သူမလှုပ်တော့မဲ့အပြုတ်မှုတွေအတွက်ခွင့်လွှတ်ပေးဖို့ရာမာကုရှနာနဖျားမတန်မှာအသေးအသန်ဆူတောင်းနေမိပါတယ်။သူမရဲ့စိတ်စွမ်းအားရှိသမျှအသုံးချပြီးတော့လေအောက်ကဖုံးတော်ကြီးတွေကိုထွက်ပြေးကြဖို့တောင်းပန်နေမိပါတယ်။သူမကိုယ်တိုင်ကဒီဖုံးတော်ကြီးတွေကိုတဘာပြီးတဘာတက်ဖြတ်နေရမယ့်မြေကွင်းကိုမကြည့်ရနိုင်တော့လို့ပါပဲ။ဒါပေမဲ့နန္ဒာပပတ်မြို့ရဲ့သေဆုံးသွားကြခဲ့တဲ့သူတွေဟာမျိုးဆက်ပေါင်းများစွာတိုင်အောင်တမန်လွန်လောကရဲ့တကားဝတွေကိုစောက်ကြံ့လာခဲ့ကြသူတွေပါသူတို့ဟာမိမိတို့ရဲ့သေဆုံးခြင်းတရားနဲ့အတူငြိမ်းချမ်းမှုကိုရှာဖွေတွေ့ရှိထားကြသူတွေလည်းဖြစ်ပါတယ်။အဲ့ဒီသေဆုံးခြင်းတရားကပဲသူတို့ကိုမယုံကြည်နိုင်လောက်အောင်ကြီးမားတဲ့ဝိညာဉ်စွမ်းအားတွေကိုပေးအပ်ထားခဲ့တာပါ။အခုတော့အဲ့ဒီဝိညာဉ်အဆောက်အအုံတွေဟာမန်နီတူးတောက်စီကိုအလုံးအရေးနဲ့ပြင်းဝင်တိုက်ခိုက်ပြီးသူမရဲ့ခန္ဓာကိုယ်ရဲ့ကိုအတင်းအဓမ္မဝင်ရောက်ဖို့စ조사နေကြပါတယ်။ထွက်သွားကြစမ်းလို့မန်နီတူးတောက်တယောက်နာကျင်စွာနဲ့အော်ဟစ်နေပြီးတယ်။သူမရဲ့ခန္ဓာကိုယ်ရဲ့ကိုအတင်းအဓမ္မဝင်ရောက်ဖို့စ조사နေတဲ့ဝိညာဉ်အဆောက်အအုံတွေကိုမန်နီတူးတောက်တယောက်နောက်ဆုံးလက်ကျန်အားမှန်နဲ့ဟန်တားလိုက်ပါတယ်။သူမရဲ့အော်ဟစ်တန်တဲ့အတူကြောက်မက်ဖွယ်ကောင်းလာတဲ့စွမ်းအားလိုင်းကြီးတစ်ခုကသူမရဲ့ခန္ဓာကိုယ်ရဲ့ကနေလုံးဝစွာပေါက်ကွဲထွက်လာခဲ့ပါတယ်။ဝိညာဉ်ထားတဲ့ဝိညာဉ်တွေအားလုံးဟာအဲ့ဒီစွမ်းအားလိုင်းတန်ကြောင့်လွင့်စင်ထွက်သွားကြရပုံပါပဲ။ဒါဟာမန်နီတူးတောက်ရဲ့စွမ်းအားတသက်မဟုတ်ပဲသူမအထဲမှာပုံအောင်နေတဲ့သုံးနက်ဖျားမှာဟက်ကာတီရဲ့တကိုးတွေပေါက်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ရွှေရောင်ဝင်းပနေတဲ့စွမ်းအားတွေကြားကနေမြင့်မြတ်တဲ့ရာမာကုရှနာနဖျားမရဲ့ကြီးမားတဲ့ပုံရိပ်ကြီးပေါ်ထွက်လာခဲ့ပါတယ်။သူမဟာဒေါသထွက်နေတဲ့သုံးနက်ဖျားမဟက်ကာတီကိုတည်ငြိမ်လင်းတဲ့လေသံနဲ့မေကွန်းထုတ်လိုက်ပါတယ်။မာနာကြီးလာတဲ့သုံးသက်ပညာရဲ့နဖျားမှာဘာလို့ငါရဲ့ပြတ်သုံးခြင်းကိုရှာဖွေနေရတာလဲ။ငါရာမာကုရှနာဟာမျိုးဆက်ပေါင်းများစွာတိုင်အောင်ဘဝနဲ့သေခြင်းတရားကြကနန္ဒမိတ်ကိုစောက်ရှောက်လာခဲ့သူပါမင်းရဲ့ကိစ္စရက်တွေထဲမှာလည်းငါတခါမှဝင်ရောက်ဆွတ်ပတ်ခဲ့တာမျိုးမရှိဘူးငါရဲ့ရည်ရွယ်ချက်ကသေဆုံးသွားသူတွေကိုငြိမ်းချမ်းတဲ့ထာဝရလောကစီလမ်းညွှန်ပေးဖို့ပဲရှိတာပါနန္ဒပါပတ်ရဲ့ဝိညာဉ်အဆောက်အအုံတွေနဲ့အတူသူမရဲ့တည်ရှိမှုကဟက်ကာတီရဲ့ဖျက်ဆီးလိုတဲ့စွမ်းအားတွေကိုဟန်တားဖို့ကြိုးစားနေပါတယ်ဟက်ကာဒီကတော့ဂယုမဆိုင်ပါဘူး။သူမကဒီကဘာဟောင်းကိုဖျက်ဆီးပြီးပုံမကောင်းတဲ့အရာတစ်ခုနဲ့အစားထိုးဖို့ပြင်ဆင်နေတာပါ။စွမ်းအားတဲ့အပြင်းအထန်ပေါက်ကွဲထွက်လာပြီးနန္ဒာပါပတ်မြို့တော်ကြီးဟာတစစီပြိုကွဲပျက်စီးလာပါတော့တယ်။အဲ့ဒီအချိန်မှာပဲစွမ်းအားကြီးနဖျားမရဲ့လက်ပါစီအဖြစ်အတုံးချခံနေရတဲ့ဝစ်မတ်ခံရသူတွေဟာရာမာကုရှနာစီကစွမ်းအားတွေကိုစောက်ယူဖျက်ဆီးပစ်ကြပါတယ်။စစ်ပွဲကပြင်းထန်လွန်းလို့လက်တေဘဝကဘာကြီးတောင်သူမတို့ပတ်ပတ်လည်မှာပုံပြက်ပန်းပြက်ဖြစ်နေပါပြီ။ဝန်ဒါဝူမန်ကသူမရဲ့စွမ်းအားတွေနဲ့ဟက်ကာဒီကိုတားဆီးဖို့စ조사ပေမဲ့ဟက်ကာဒီကလှောင်ပြုံးရင်ငါပေးတဲ့လက်ဆောင်ကိုငါ့ကိုပြန်တိုက်ဖို့သုံးရတဲ့ပေါ့လေလို့ဆိုပါတယ်။တစ်ဖက်မှာလည်းဒိုင်ယာနာတို့ဟာတိုက်ခိုက်ဖို့အသင့်ပြင်ထားကြပါတယ်။အခြေအနေတွေကဂစင်ကလျားဖြစ်နေချိန်မှာဒမ်မန်ကရာမာကုရှနာကိုကယ်ထုတ်ဖို့စ조사ပါတယ်။ဒါကအုတ်တိုက်တွေပဲငါတို့ပြန်ဆောက်လို့ရတယ်။ဒါပေမဲ့မင်းသေးသွားရတော့အကုန်ပြီးပြီလို့သူကတိုက်တွန်းပါတယ်။ရာမာကုရှနာရဲ့ယဟန်တွေကတော့သူတို့ရဲ့ခန္ဓာကိုယ်တွေကိုစတေးပြီးရာမာကုရှနာရဲ့ဝိညာဉ်ကိုထိမ့်သိမ့်ဖို့စ조사နေကြပါတယ်။တစ်ပတ်မှာလည်းဂျွန်ကွန်စတန်တိုင်းနဲ့ဇာတနာတို့ဦးဆောင်တဲ့အဖွဲ့ဟာပျက်စီးနေတဲ့မြို့တွေကနေလူတွေကိုကယ်ထုတ်ဖို့စ조사နေရပါတယ်။ something ကတော့မြို့ကြီးအောက်ခြေကအမြင့်တွေကိုသုံးပြီးမြို့ကြီးပြိုမကျအောင်အစွမ်းကုန်ထိန်းထားပေးပါတယ်။ဒီတက်တဲ့ချင်းကတော့နတ်ဖျားအဆင့်တွေကိုတိုက်နေတဲ့စစ်ပွဲထဲမှာသူဟာဓာတ်တက်လက်ကင်ထားတဲ့မြောက်တကောင်ဖြစ်နေတာကိုသတိပြုမိပြီးအားငယ်နေပေမဲ့ဇာတနာကတော့အဲ့ဒီဓာတ်ကိုပဲကျေးဇူးတင်စမ်းပါလို့အားပေးရင်အပေါက်ပေါက်ကလွတ်မြောက်ဖို့လမ်းရှာနေပါတယ်။ဇာတနာနဲ့ဒန်မန်တို့ဟာဟက်ကာဒီရဲ့အာယုံစိုက်မှုကိုတခြားစီလွှဲပေးနိုင်ဖို့စ조사ရင်းလွတ်လန်းရှာနေကြပါတယ်။တစ်ဖက်မှာလည်းဒီတက်တဲ့ချင်းကသူ့ရဲ့ night master ဓာတ်ကိုအသုံးပြုပြီးနယ်မြေကူးပြောင်းနိုင်တဲ့လမ်းကြောင်းတစ်ခုကိုဖွင့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဖွဲ့ဝင်တွေကြားမှာခွဲခွာရတော့မဲ့အခိုက်အတန့်ကိုရောက်လာပါတယ်။မန်ဘက်ကတော့နှုတ်ဆက်စကားဆိုပါတယ်။
သူတို့အားလုံးဟာဟက်ကာဒီရဲ့ပြစ်မှတ်မဖြစ်အောင်တက်နိုင်သမျှမြန်မြန်ဆုတ်ခွာဖို့စ조사နေကြပါတယ်စစ်မြေပြင်မှာတော့ဇာတနာဟာကိုရာမဲ့စွာနဲ့တိုက်ပွဲကိုစောင့်ကြည့်နေရပါတယ်သူမရဲ့နှုတ်ခမ်းပြားကနေကာရာတွေဟာအလိုလိုပြောင်းပြန်ထွက်ပေါ်နေပြီးသူမကိုယ်တိုင်တောင်မကြုံဘူးသေးတဲ့အဆင့်မြင့်မော်စွမ်းအင်တွေကပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းမိုးထားပါတယ်လက်ရှိဖြစ်တည်နေတဲ့ reality ဟာသူမရဲ့မျက်စိရှင်းတွေပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနေပြီးကဘာဦးမော်စွမ်းအင်တွေကအရာအလုံးကိုပြန်လည်ရေးသားနေတယ်လို့ပါပဲဟက်ကာဒီကသူမရဲ့နောက်လိုက်ကိုရာမာကုရှနာထွက်ပြေးနေပြီးသူမနောက်ကိုလိုက်ပြီးအမြင့်ပြတ်တပ်ပစ်လိုက်တော့လို့အမိန့်ပေးနေပါတယ်။တစ်ဖက်မှာလည်းဝမ်ဒါဝူမန်ဟာတိုက်ပွဲကိုရက်တက်မှုစ조사နေပေမဲ့အခြေအနေကအလက်အပြောင်းစီဦးတည်သွားပါတယ်။ဇလန်ရဲ့အနက်ဆိုင်ဆုံးနေရာမှာတော့စွမ်သင်းလို့လူတီများတဲ့အပင် dressing ဟာအားရင်ကုန်ခန်းနေတဲ့တေဆုံးနေတဲ့တစ်တော်တွေကိုအသက်ပြန်သွင်းဖို့စ조사နေပါတယ်။ဒါပေမဲ့အတန်တစ်ခုကမင်းရဲ့တငယ်ချင်းအပင် dressing ကတော့အကောင်းဆုံးစ조사နေတာပဲ။ဒါပေမဲ့ဒါကမလုံလောက်သေးဘူးငါသားသူကစတင်နားလဲလာယုံပဲရှိသေးတယ်လို့သတိပေးလိုက်ပါတယ်။စွမ်သင်းရဲ့မျက်လုံးတွေထဲမှာတော့မဟုတ်ဘူးသူမဒါကိုလှုပ်လို့မရဘူးလို့ဆိုပြီးကြောက်ရွံ့မှုနဲ့ဒေါသတွေရောပြွန့်နေပါတယ်။ကဘာတစ်ဖက်ချမ်းမှာရှိတဲ့တဘာဝတရားဟာနာကျင်မှုကြောင့်လူးလွတ်နေကြပါတယ်။ something ဟာတလန့်ချင်းလမ်းတိုင်းမှာဖော်ပြမရနိုင်တဲ့ဝေဒနာကိုခံစားနေရတယ်။ Dash မြေနေပိုင်းကကျူးလစ်ပန်းတွေကပုတ်အပ်သွားပြီးကယ်လီဖိုးနီးယားကတစ်ပင်ကြီးတွေကလည်းသူတို့ရဲ့နောက်ဆုံးထွက်သက်ကိုရှာဖွေနေကြပါတယ်။တဘာဝတရား The Green ဟာသူ့ရဲ့အဆောက်အအုံကိုအသေးအတန်အော်ဟစ်ခေါ်ယူနေပေမဲ့ Alice Holland ကတော့သိနေပါတယ်။အရာအားလုံးဟာနောက်ကျသွားခဲ့ပြီဆိုတာကိုပေါ့ချိန်ထဲမှာပဲ Amazon တောနက်ထဲမှာ Black Orchid ကတဘာဝတရားရဲ့အော်ဟစ်တန်ကိုကြားနေရပါတယ်။သူမဟာအစိမ်းရောင်အပင်နဲ့အနီရောင်တရိတ်ဆန်အင်အားနှစ်ရပ်လုံးကိုပိုင်ဆိုင်ထားသူပါ။သူမရဲ့ရှေ့မှာတော့ကမ္ဘာသမိုင်းကြောင်းတွေကိုမှတ်တမ်းတင်ထားတဲ့တစ်ပင်တို့ရဲ့လွှတ်တော်ရှိနေပါတယ်။ဒါပေမဲ့သူမရဲ့နှစ်ဖူးပေါ်ကဆုံးမအမှတ်အသားကြောင့်သူမရဲ့စိတ်ဆန္ဒတွေကိုထိန်းချုပ်လို့မရတော့ပါဘူး။သူမလာခဲ့တဲ့တခုတည်းသောရည်ရွယ်ချက်ကဒီလွှတ်တော်ကိုအမြင့်ပြတ်ဖျက်ဆီးဖို့ပါပဲ။ဆုံးပညာရဲ့နတ်ဖျားမဟက်ကာဒီယာဒိုင်ယာနာကိုသူမရဲ့စိတ်ဝင်ရဲ့အပိုင်းစားတွေအကြောင်းပြောပြနေပါတယ်။ဒိုင်ယာနာအပါအဝင်တခြားသောအမျိုးသမီးတွေထဲမှာဟက်ကာဒီရဲ့စွမ်းအားတွေကမ်းရောက်နေတာဖြစ်ပြီးဒါဟာကဘာသစ်တစ်ခုကိုတည်ဆောက်ဖို့အတွက်ဖြစ်ပါတယ်။ဆုံးပညာကိုပြန်လည်အသက်သွင်းဖို့အတွက်တဦးတည်းနဲ့မလုံလောက်ပဲဆုံးဖွဲ့စည်းတစ်ခုလုံးကိုလိုအပ်တယ်လို့ဟက်ကာဒီကဆိုပါတယ်။ပောက်ကွဲမှုတွေကြားကနေကွန်စတန်တိုင်းနဲ့ဇာတနာတို့ဟာအခြေအနေကိုထိန်းချုပ်ဖို့စ조사နေပါတယ်။ဒါပေမဲ့ဒိုင်ယာနာရဲ့ခန္ဓာကိုယ်ထဲမှာဟက်ကာဒီရဲ့စွမ်းအားတွေကတိတိတသာကြီးစိုးလာခဲ့ပါပြီ။ဟက်ကာဒီကဒိုင်ယာနာကိုမင်းဟာငါရဲ့အမှတ်သားခတ်ထားတဲ့ကလေးပဲငါရဲ့စွမ်းအားကိုငါ့ကိုပြန်သုံးလို့မရဘူးလို့ကြုံသွားပြီးသူမရဲ့အလိုကျဖြစ်စေဖို့နာကန်ဆန်းလို့အမိန့်ပေးလိုက်ပါတယ်။အပြင်းထန်ပောက်ကွဲမှုကြီးအပြီးမှာကွန်စတန်တိုင်းနဲ့ဇာတနာတို့ဟာဒိုင်ယာနာတယောက်အဆင်ပြေလားဆိုပြီးစိုးရိမ်တကြီးရှာဖွေခဲ့ကြပါတယ်။ဒါပေမဲ့ဖုံမုတ်တေကြားကနေထွက်ပေါ်လာတဲ့ဟက်ကာဒီရဲ့အတန်ကတော့သူမကအဆင်ပြေုံနဲ့မကဘူးသူမဖြစ်တဲ့ပုံစံတိုင်းဖြစ်သွားပြီလို့တုံ့ပြန်လိုက်ပါတယ်အခြေအနေဟာသူတို့ထင်ထားတဲ့ပုံမိုဆိုးဝါးခဲ့ပါပြီနောက်ဆုံးမှာတော့ဒိုင်ယာနာဟာသူမကိုယ်တိုင်မဟုတ်တော့ပါဘူးသူမရဲ့အသားရည်တွေကပြန့်နှံ့သွားပြီးမျက်လုံးတွေကလည်းအမှောင်တူးရဲ့စွမ်းအားတွေတောက်လောင်နေပါတယ်ဟက်ကာဒီကအခုသူတို့ကိုတတ်လိုက်တော့လို့အမိန်ပေးတဲ့အခါမှာတော့ဒိုင်ယာနာဟာဟုတ်ကဲ့ပါမိခင်ဆုံးမကြီးလို့ပြန်လဲဖြေကြပြီးသူမရဲ့တငယ်ချင်းတွေကိုပြန်လဲတိုက်ခိုက်ဖို့အသင့်ဖြစ်နေပါတော့တယ်အသက်ရှူတန်ပြင်းပြင်းနဲ့အတူဒိုင်ယာနာကရေပြင်ထဲမှာလန်နိုးလာတယ်။မင်းတို့တဲကတယောက်ယောက်ဘယ်တော့နိုးလာမလဲလို့ငါစဉ်းစားနေတာလို့အတန်တစ်ခုကဆိုပါတယ်။အဲ့ဒီအတန်ပိုင်ရှင်ကတော့ဆုံးမ wish fire ပါပဲ။သူမကကြောက်ဆောင်တစ်ခုပေါ်မှာထိုင်နေဒိုင်ယာနာကိုကြည့်နေခဲ့တာပါ။ဒိုင်ယာနာကမင်းရဲ့ slide ရော့ဟန်ညီမတွေနဲ့အတူတေဆုံးသွားခဲ့ပြီလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒါကနင်းရဲ့လှပတဲ့မိန်းကလေးတငယ်ချင်းတွေအားလုံးကိုငါမီးရှို့ပစ်လိုက်ပြီလို့ပြောရတဲ့စာရင်ပိုနားထောင်လုံးကောင်းတဲ့စကားလုံးတွေပေါ်လေလို့ wish fire ကထင်းငေါ့ပြောရင်မီးကျစ်တစ်လုံးကိုချစ်လိုက်ပါတယ်ငါဘာလို့ဒီရောက်နေတာလဲဆိုတာနားမလည်ဘူးလို့ဒိုင်ယာနာကမေးလိုက်ပါတယ်သူတို့နှစ်ယောက်ဟာရေထဲမှာလဲလျောက်နေတဲ့အခြားသူတွေကိုကြည့်နေကြပါတယ်ဒီနေရာကငါတို့ရဲ့စိတ်အစဉ်တွေကသူမမမြေစေခြင်းတဲ့အနှောက်အယှက်မဖြစ်စေခြင်းတဲ့အစိတ်ပိုင်းတွေကိုသူမသိမ်းဆဲထားတဲ့နေရာပဲလို့ Wish Fire ကရှင်းပြပါတယ်အဲ့ဒီကောင်မလေးတွေကသူမရဲ့ပုံရိပ်အတိုင်းတစ်ခုလုံးကိုပြန်လည်တည်ဆောက်ဖို့အတွက်ဟက်ကာဒီကမော်ပညာရဲ့တိုင်လုံးကြီးတွေဖြိုချနေတော့မှသူတို့ကဖမ်းဆီးခံထားရတာလို့ပြောလိုက်ပါတယ်ဒိုင်ယာနာကပတ်ဝန်းကျင်ကိုဝေဝဲကြည့်ရင်ဒါကဘလို့နေရာမျိုးလဲလို့မေးလိုက်ပါတယ် Wish Fire ကအပေါ်ကိုမောကြည့်လိုက်စမ်းအဲ့ဒီမြေခွင်းကိုမှတ်မိလားလို့မေးပါတယ်ဒိုင်ယာနာကအိုးမဟာရီယာလို့ကြေရွတ်မိလိုက်တယ်ငါဆိုရင်တော့ဒီနေရာမှာဂရိနဲ့ဖျားတယောက်ရဲ့နာမည်ကိုခေါ်ဖို့အကြံမပေးဘူးသူမကသဘောကျမှာမဟုတ်ဘူးမင်းရက်နေတဲ့နေရာကသူမရဲ့စွမ်းအားတည်ရှိရနေရမော်ပညာရဲ့မူလပထမအပိုင်စားနေပြီးပထမဆုံးလှည့်ဝက်ချက်ပဲဒါကအစ်စ်အမှန်လာမင်းတော့မဟုတ်ဘူးပေါ့လေမင်းနဲ့ Justice League ကမင်းတငယ်ချင်းတွေလွန်ခဲ့တဲ့ခဏကပဲခွဲပစ်လိုက်တဲ့ကြောက်တုံးကြီးမဟုတ်တော့ဘူးလို့သူမကဆက်ပြောပါတယ်ငါမှတင်စားချက်တွေအတွက်အချိန်မရှိဘူးဒီနေရာကထွက်ပေါက်တစ်ခုခုတော့ရှိရမယ်လို့ဒိုင်ယာနာကကြားဖြတ်ပြောပါတယ်
Wishfire ကငါကတေနေတာငါကဘယ်တော့မှသွားမှာမဟုတ်ဘူးမင်းလည်းအတူတူပဲဟက်ကာတီကငါ့ကိုမီးချစ်ဆန်တစ်ခုလိုမျိုးအမြန်လောင်ကျွမ်းပစ်ခဲ့ပေမဲ့မင်းတို့တစုကိုတော့သူမကအချိန်ယူပြီးနှိပ်စက်နေတာလို့အေးအေးဆေးဆေးပဲပြန်ပြောလိုက်ပါတယ်Wishfire ကစစ်လိတ်ကိုဖွာနေရေးဒိုင်ယာနာကိုတေချာစိုက်ကြည့်ပြီးဆက်ပြောလိုက်ပါတယ်။မင်းမနတ်ဖျားတစ်ပိုင်းတစ်စစွမ်းအားတွေရှိနေတာပဲမဟုတ်လား။ဒါကြောင့်လေဟက်ကာတီကမင်းကိုစိတ်အာယုံတဲကနေကန်ထုတ်လိုက်တာနေမှာပေါ့။တကယ်လို့မင်းရဲ့သတိစိတ်ကဒါရှေ့ထဲမှာရှိနေမယ်ဆိုရင်မင်းပြန်တိုက်ခိုက်နိုင်ကောင်းတိုက်ခိုက်နိုင်လိမ့်မယ်။ဒါပေမဲ့အခုတော့မင်းကဘာမှလုပ်လို့မရတဲ့ဘုံမသိစိတ်ကအနက်ရှိုင်းဆုံးနေရာကိုရောက်နေပြီ။မင်းကတခြားသူတွေတဲ့ဆိုင်ရင်တော့တဖြည်းဖြည်းချင်းလောင်ကျွမ်းသွားရမှာပေါ့။ပြီးရင်တော့မင်းသေရမှာပဲ။ဒိုင်ယာနာဟာရုတ်တရက်ဆိုသလိုခန္ဓာကိုယ်ကအားရင်တွေကုန်ခန်းသွားသလိုခံစားလိုက်ရပါတယ်။ငါဘာတွေဖြစ်နေရလဲ။ရုတ်တရက်ကြီးအင်အားကုန်ခန်းသွားသလိုပဲလို့ပြောလိုက်ပေမဲ့ Wishfire ကတော့အေးဆေးဆေးပါပဲ။အဲ့ဒါကမင်းခန္ဓာကိုယ်ကဟက်ကာတီလိုချင်သမျှကိုလှုပ်ဆောင်ပေးနေလို့ပဲဖြစ်မှာပါလို့သူမကမှတ်ချက်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ Wishfire သတိပေးခဲ့တဲ့အတိုင်းလက်တွေ့ကဘာမှာဟက်ကာတီပူးကတ်ထားတဲ့ဒိုင်ယာနာရဲ့ခန္ဓာကိုယ်ဟာကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအားတွေကိုထုတ်လွှတ်နေပါတယ်။စွမ်းအားတွေလောင်ကျွမ်းနေတဲ့ဒိုင်ယာနာဟာနန္ဒာပါဘတ်ရဲ့တက်ခတ်ရေးသမားတွေကိုလျှက်စီးတက်နေတဲ့အလွယ်တကူပဲခြေမုံပစ်နေပါတယ်။သူမရဲ့လမ်းကြောင်းမှာဘသူမှမရက်တက်နိုင်တော့ပါဘူး။ဂျွန်ကွန်စတန်တိုင်းကဒီမြေကွင်းကိုကြည်ရင်ထိတ်လက်တဲ့ကြားနဲ့သူမရဲ့လမ်းကြောင်းမှာဘာတစ်ခုမှကြံမနေတော့ဘူးလို့ခြေရွတ်မိလိုက်တယ်။စတန်နာကတော့ဒိုင်ယာနာဒီလိုဖြစ်သွားတာကိုကြည်ရင်အံ့ဩတုန်လှုပ်နေခဲ့ပါတယ်။ကွန်စတန်တိုင်းကသူ့ရဲ့အင်ဂျီဘော်ကအဆောင်ရောင်တွေကိုကြည့်ရင်စိတ်ပြက်လက်ပြက်ဆက်ပြောတယ်။ငါအဝတ်စားတွေပေါ်မှာမင်းမယုံနိုင်လောက်တဲ့အဆောင်တွေဂါရာတွေအပြည့်ရှိတယ်။ဒါပေမဲ့ဒါတွေကအခုတော့တစ်ခုမှသုံးမဝင်တော့ဘူး။ဟက်ကာတီကကဘာကြီးကိုဒီလိုပဲလုပ်တော့ပါ။မော်ပညာတွေကပြန်ပြီးတော့ရိုင်းဆိုင်ကြမ်းတမ်းလာလိမ့်မယ်။ပြီးတော့အဲ့ဒီမော်အားလုံးကသူမရဲ့အပိုင်ဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။စတန်နာကကွန်စတန်တိုင်းရဲ့အင်ဂျီရင်ဘတ်ကိုဆွဲကိုင်ပြီးဒေါသတကြီးနဲ့ဒီလောက်နဲ့ပဲတော်လိုက်တော့မင်းကိုမုန်းတီးနေလို့မရဘူးအပေါ်စကားတွေငါနားမခံနိုင်တော့ဘူးမင်းကဂျွန်ကွန်စတန်တိုင်းမန်နန်မင်းကိုတော့လက်ကလေးထောင်ပြခဲ့တဲ့ကောင်ပဲလို့သူမကဆက်ပြောလိုက်ပါတယ်ငါတို့ရှုံးတော့မယ်ဆိုပြီးလက်မလျှော့နေနဲ့ငါမှရှိတဲ့ကျင်းဝန်စည်းကမ်းတွေကိုချိုးဖောက်ရမယ်ဆိုရင်တောင်မှဒီပြဿနာကိုဖြေရှင်းဖို့တစ်ခုခုကိုကြံစီနိုင်တယ်မင်းရဲ့ပါးနဲ့တဲ့အုံတော့ကိုငါအခုလိုအပ်နေရလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲကွန်စတန်တိုင်းကချောင်းတွေတဟုတ်ဟုတ်ဆိုးလာပါတယ်သူထွေးထုတ်လိုက်တဲ့အထဲမှာသွေးတွေအလိမ့်လိမ့်ပါလာတာကိုဇက်တန်နာမြင်လိုက်ရတဲ့အခါမှာသူမရဲ့ဒေါသတွေကစိုးရိမ်ပူပန်မှုအဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်။ဂျွန်ကသွေးစွန်းနေတဲ့ဘဝကိုကြည်ရင်ဆက်ပြောတယ်။ Orvlanvian ဘာတစ်ခုလုံးမီးလောင်သွားတော့ကငါဘာလို့အဲ့ဒီမှာရှိနေခဲ့တာလို့ထင်လဲ။ငါရဲ့အသုံးဝင်တဲ့စွမ်းအားတွေအားလုံးကအဲ့ဒီသွေးတွေနဲ့ပဲဆက်နွယ်နေခဲ့ရလေ။အခုတော့အရာအားလုံးကအဆုံးသတ်တော့မှငါစူပါဟီးရိုးမော့ပြပွဲတွေလုပ်နေရမယ့်အစားသွေးတွေအန်နေတဲ့လမ်းဘေးကနတ်ထုတ်เสียအဆင့်ပဲရှိတော့တယ်။မင်းအလုံးရှိနေတဲ့ဂျွန်ကွန်စတန်တိုင်းဆိုတာအခုမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကဘာကြီးတစ်ခုလုံးတုန်ခါသွားတယ်လို့မျိုးပြင်းထန်တဲ့မီးဟိန်းနိုင်ကြီးပေါ်ထွက်လာပါတယ်။ဒါကဒိုင်ယာနာကြောင့်လားအတန်ကတမျိုးပဲပို့ပြီးတော့နက်ဆိုင်တယ်လို့ပဲလို့ဇက်ဒန်နာကထိတ်လန့်တကြားမေးလိုက်ပါတယ်။ကွန်စတန်တိုင်းကပတ်ဝန်းကျင်ကိုအကဲခတ်ရင်ဒါကကဘာတစ်ခုလုံးတုန်ခါသွားတာလို့ငါတော်တော်လေးသိချတယ်။ငါတို့အမြန်လှုပ်ရှားမှဖြစ်တော့မယ်လို့ပြန်ပြောလိုက်ပါတယ်။သူကဆက်ပြီးငါတို့ရဲ့ something တယောက်ဒုက္ခမရောက်ဖို့ပဲမျှော်လင့်ရတာပေါ့လို့ပြောရင်သူတို့ရဲ့နောက်ထပ်ခြေလှမ်းအတွက်ပြင်ဆင်လိုက်ကြပါတယ်။ဟက်ကာတီရဲ့စွမ်းအားကအမေဇုန်တောနယ်ထဲရှင်းရောက်တစ်ပင်ကြီးတွေစီကိုပါတက်ရောက်သွားပြီးငိမ့်ချမ်းစွာအနားယူနေတဲ့တဘာဝတရားဆောက်ရှောက်သူတစ်ပင်ကြီးတွေဟာမီးလောင်ကျွမ်းခြင်းနဲ့အတူနာကျင်စွာအော်ဟစ်နေရပါတယ်။ရှင်းရောက်တောနယ်ကြီးရဲ့အမှောင်တူထဲမှာ something ဟာသူ့ရဲ့မဟာမယောင် Black Orchid နဲ့ရင်ဆိုင်နေရပါတယ်။ Black Orchid ကစုံဘရင်မကြီးရဲ့မှော်စွမ်းနေအောက်မှာရောက်နေပြီးသူ့ရဲ့ကိုယ်ပိုင်စိတ်ကူးကိုဆုံးရှုံးနေပါပြီ။သူမရဲ့ခန္ဓာကိုယ်ထဲကနေခရမ်းရောင်အလင်းနဲ့ထွက်လာပြီး something ကိုတိုက်ခိုက်နေပါတယ်။ something ကသူမကိုပြန်တိုက်ခိုက်ဖို့ညှင်းဆန်ပြီး okay နင်ဒါကိုတွန်းလှန်နိုင်ပါတယ်သူမကိုမထိန်ချုပ်စေနဲ့လို့ အော်ဟစ်ပြောလိုက်ပါတယ်ဒါပေမဲ့ Black Orchid ကမကြားပါဘူးဆုံးဘရင်မကြီးရဲ့အမိန့်တိုင်းသူမဟာ something ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်နေပါတယ်something ကသူမကိုမထိခိုက်အောင်ရှောင်တိန်နေရပြီးသူ့ရဲ့တောနဲ့အစွမ်းနေနဲ့သူမကိုပြန်ထိန်ချုပ်ဖို့စ조사နေပါတယ်တိုက်ပွဲရဲ့တစ်ဖက်မှာတော့မန်နီတူးတောင်ဟာထူးဆန်းပြီးနက်မောင်တဲ့အရေးတွေရဲ့ဝင်းရဲ့တိုက်ခိုက်ခြင်းကိုခံနေရပါတယ်ဒီထူးဆန်းတဲ့အရေးတွေကဘာတွေလဲလို့သူကရေရွံ့လိုက်ပါတယ်သူ့ရဲ့အနားမှာရှိနေတဲ့စုံတောက် detective ချင်းကဒါကအရှိတ်ကဘာကနေလာတာအလင်းရောင်ကင်းမဲ့တဲ့ငရဲပုံတစ်ခုပေါ်လို့ရှင်းပြပါတယ်အဲ့ဒီအချိန်မှာပဲပြာရောင်မော်အလင်းတန်းတွေကြားထဲကနေတစီလိုပုံရိပ်တွေထွက်ပေါ်လာပါတယ်သူတို့ကတော့ sister who of the side hand လို့ခေါ်တဲ့မော်ဆီယာမတွေပါသူတို့တဲကတယောက်ကဒါဟာငါတို့တငယ်ချင်းတွေကိုနင်တို့ရဲ့သခင်ကတပ်ဖြတ်ခဲ့တဲ့အတွက်ကလစားချီတာပဲတကယ်နာကျင်ခံစားရလိမ့်မယ်လို့မျှော်လင့်တယ်လို့ကြွေးကြော်လိုက်ပါတယ်တိတ်ဆိတ်6တွေ့လာတဲ့လကဘာမြေပြင်ပေါ်မှာWonder Womanဟာမော်အစွမ်းနေနဲ့ဖန်တီးထားတဲ့ရေကန်တစ်ခုမှရက်နေပါတယ်။သူမဟာစိုးရိမ်ပူပန်မှုတွေနဲ့အတူကိုပြန်လဲသုံးသပ်မိနေပါတယ်။ငါဒါကိုအလွယ်လေးလို့ထင်ခဲ့တာအခုပြောရတာယူးကြောက်ကြောက်နိုင်ပေမဲ့ငါထင်ခဲ့တာကငါမော်လောကရဲ့ရှုပ်ထွေးမှုတွေတဲကိုဝင်သွားပြီးအဲ့ဒါကိုပြင်ဆင်နိုင်လိမ့်မယ်လို့သူမကရေရွတ်လိုက်ပါတယ်။
မော်ဆီယာမ Wish Fire ကတော့ဘာပြောရမှန်းမသိဘူးမော်ကအကျွင်းမဲ့အမှန်တရားတွေနဲ့အလုပ်လုပ်တာမဟုတ်ဘူးအဲ့ဒါကရှုပ်ထွေးနေတဲ့မီးကိုရောင်နေပယ်ရင်းလဲလို့ရှင်းပြပါတယ် Wish Fire ကဆက်ပြီးဒါပေမဲ့ဘာမှမသေးချဘူးဆိုတဲ့စိတ်ကူးထဲမှာလေအစွမ်းတွေအများကြီးရှိတယ်အရာအလုံးကပြောင်းလဲနိုင်တယ်ဟဲကာဒီဘက်ကမဟုတ်ပေမဲ့သူမပြောတာမှန်နိုင်တယ်နှစ်ပေါင်းများစွာပိတ်မိနေတဲ့မှော်စနစ်တွေကပြောင်းလဲသင့်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Wonder Woman ကထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ပြီးသူမရဲ့ရှေ့မှာရှိနေတဲ့ထူးဆန်းတဲ့အလင်းနှံကိုကြည့်နေပါတယ်ဇတန်နာကအစွမ်းနေနဲ့ဝင်ရောက်သွားပြီးပြောင်းလဲသွားတဲ့ Wonder Woman နောက်ကိုအပြေးလိုက်ရင်အော်ဟစ်တားဆီးနေပါတော့တယ်ဒါပေမဲ့ဒိုင်ယာနာကတော့သူမမဟုတ်တော့တယ်လို့ပါပဲသူဖွေးနေတဲ့သပင်တွေသူမမျက်နှာပေါ်ကထူးဆန်းတဲ့အမှတ်သားနဲ့အတူမျက်လုံးတွေကလည်းခရမ်းရောင်တောက်လောင်နေပါတယ်သူမကဇတန်နာကိုအေးဆက်ဆက်ကြည့်ပြီးနင်ကစင်ပေါ်ကဈေးပေါ်တဲ့မျက်လက်ဆရာမတယောက်ပဲဇတန်နာငါရဲ့စွမ်းအားမှုန်တိုင်းတွေကြားမှာဒိုင်ယာနာကနင်စကားကိုမကြားနိုင်တော့ဘူးငါရဲ့ကဘာတစ်မှာနင်အတွက်နေရာမရှိဘူးလို့တုံ့ပြန်လိုက်ပါတယ်နောက်ဆုံးမှာတော့ဇတန်နာဟာသူမရဲ့ငကိုအမူအရာတိုင်းယုံကြည်ချက်ရှိရှိနဲ့ပြောလိုက်ပြီးနင်အဲ့ဒီလိုပြောလာမယ်ဆိုတာကိုငါသိပြီးသားပါစွမ်းအားမှုန်တိုင်းတွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဈေးပေါ်တဲ့မျက်လက်ဆရာတယောက်တော့သိတာတခုရှိတယ်အဲ့ဒါကတော့မျက်လက်ဆိုတာနင်ကြည့်နေတဲ့အရာမဟုတ်ဘူးနင်လွတ်သွားတဲ့အရာအကြောင်းပဲလို့ပြောကသူမကမော်အစွမ်းတစ်ခုခုကိုထုတ်သုံးဖို့ပြင်ဆင်လိုက်ပါတယ်ဇတန်နာရဲ့စကန်အဆုံးမှာပဲထူးဆန်းတဲ့မှော်အလင်းဆောက်ဝိုင်းတစ်ခုဟာ Wonder Woman ရဲ့ခြေပေါ်အောက်မှာရုတ်တရက်ပေါ်ပေါက်လာပါတယ်အလင်းတန်းတွေကသူမကိုရစ်ပတ်ဖွင့်နှောင်လိုက်ပြီးသူမရဲ့လှုပ်ရှားမှုတွေကိုရက်တန့်သွားစေပါတယ်ဒါကပါလေငါလှုပ်ရှားလို့မရတော့ဘူးလို့အော်ဟစ်ကရုန်းကန်နေပါတယ်အဲ့ဒီအချိန်မှာပဲအမောင်ထဲကနေဂျွန်ကွန်စတန်တိုင်းကအေးစစ်စစ်ပဲထွက်လာပါတယ်သူကသူ့ရဲ့ပုံစံတိုင်းခက်နောက်အပြောင်းတစ်ခုနဲ့ရိုးရှင်းတဲ့ဂါရာတစ်ခုရဲ့ကောင်းကွက်ကတော့အချိန်ဒီအရက်လိုတလိုပြောင်းလဲအသုံးပြုလို့လွယ်ကူတာပဲလို့ပြောလိုက်ပါတယ်ဂျွန်ကွန်စတန်တိုင်းဟာဇတန်နာနဲ့အတူရက်တီလိုက်ပြီးဟဲကာဒီရဲ့စွမ်းအားတွေကိုစတင်နှိမ်နင်းပါတော့လေအဲ့ဒီနောက်မှာတော့ Wonder Woman စီကနေအလင်းတန်းတွေအရှိန်အဟုန်နဲ့ပောက်ကွဲထွက်လာပြီးမော်အချုံနောက်အောက်မှာရှိနေတဲ့အမျိုးသမီးတွေလည်းနာကျင်စွာအော်ဟစ်ကုန်ကြပါတယ် Wonder Woman ကမလုံနဲ့လို့အော်လိုက်ပါတယ် Black Orchid ကလည်းနွယ်ပင်ဒီရဲ့ရှိပတ်မှုကြားမှာအော်ဟင်ရုန်းကန်နေရပါတယ်မန်နီတူးနောက်ကတော့အမဲရောက်ရိတ်တွေကြွားမှာဒါကလောင်မြိုက်နေတာပဲလို့နာကျင်စွာပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကြားကနေထူးဆန်းတဲ့အပြောင်းလဲတစ်ခုဖြစ်လာပါတယ်။ Wonder Woman ရဲ့မျက်နှာဟာအရင်ကလိုကြောက်မက်ဖွယ်ဆုံးမအသွင်ကနေတည်ငြိမ်ပြီးအစွမ်းတက်တဲ့နတ်ဖျားမတပားရဲ့ရုပ်သွင်းလို့ပြန်လည်ရရှိလာပါတယ်။သူမကမျက်လုံးတွေကိုဖွင့်ကြည့်ပြီးငါခံစားနေရတယ်။အဲ့ဒီစွမ်းအားတွေကိုငါသိနေပြီလို့တိုးတိုးလေးရှင်ရိုးလိုက်ပါတယ်။လက်ကပါရဲ့တိတ်ဆိတ်မှုဟာ Wonder Woman ရဲ့နာကျင်စွာအော်ဟစ်တန်တဲ့အတူရုပ်တရက်ပျက်စီးသွားပါတယ်။ Wish Fire ကကြောက်ဆောင်ပေါ်မှာထိုင်နေအောက်ကရေကန်ထဲမှာဒူးထောက်လဲချပြီးခေါင်းကိုကိုင်းကအော်ဟစ်နေတဲ့ဒိုင်ယာနာကိုကြည့်ပြီးထိတ်လန့်သွားပါတယ်။ဒါကဘလူငရဲမျိုးလဲလို့သူမကပြောလိုက်ပါတယ်။ဒိုင်ယာနာခံစားနေရတဲ့နာကျင်မှုတွေဟာအလိုအမင်းပြင်းထန်လာပါတယ်။ဒီနာကျင်မှုကတကယ်ကိုညှဉ်းပန်းနှိပ်စက်တယ်လို့ပဲလို့သူမကပြောနေပါတယ်။သူမရဲ့ဘေးနားမှာလည်းအခြားအမျိုးသမီးတွေဟာရေကန်ထဲမှာနာကျင်စွာလူးလှိမ့်နေကြပါတယ်။ Wish Fire ဟာဒီအချိန်တွေကိုကြည့်ပြီးလူမိုက်တွေလို့ဆိုကကွန်စတန်တိုင်းတို့ရဲ့လှုပ်ရက်ကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲဝေဒနာကိုစိုးရိမ်တကြီးကြည့်နေပါတယ်။ဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကြားထဲကပဲမျောလင်းချက်တစ်ခုပေါ်ထွက်လာပါတယ်။သူတို့လှုပ်ပေးလိုက်ပြီးသူတို့တကယ်ပဲသူတို့ကိုလွတ်မြောက်အောင်လှုပ်ပေးလိုက်ပြီးလို့ဆိုတဲ့အသည့်က Wish Fire ရဲ့ခေါင်းထဲမှာဝင်လာခဲ့ပါတယ်။ဟဲကာဒီရဲ့ကြောက်မဲ့ဖွယ်ထိန်းချုပ်မှုအချုံနှောင်ဟာနာကျင်မှုတွေနဲ့အတူတစားစီပြုတ်ထွက်ကုန်ပါပြီ။အခုဆိုရင်သူတို့အားလုံးဟာဟော်စွမ်းအားဆိုးတွေရဲ့လက်အောက်ကနေလွတ်မြောက်ဖို့အစပြုနေပါပြီ။ပြင်းထန်လာတဲ့နာကျင်မှုတွေအပြီးမှာတော့ Wonder Woman ဟာရေပြင်ပေါ်မှာမလှုပ်မရှက်လဲကျသွားပါတယ်။ Wish Fire ကဒိုင်ယာနာကိုထွေးပိတ်ထားရင်အခြေအနေကိုရှင်းပြပါတယ်။ဒီတငယ်ချင်းတွေကနင်းနဲ့ဟဲကာရီကြားကဆက်သွယ်မှုကိုဖျက်တောက်ဖို့ကြိုးစားခဲ့တာ။ဒါပေမဲ့သူတို့တွက်ချက်မှုမှားသွားခဲ့ပုံရတယ်။ Black Orchid နဲ့ Manny Tura ကတော့လွတ်မြောက်သွားကြပြီ။ဒါပေမဲ့အဲ့ဒီစွမ်းအားတွေအားလုံးကနင်းခန္ဓာကိုယ်ရဲ့ကိုအရှိန်အဟုန်နဲ့တိုးဝင်သွားခဲ့တယ်။ Wish Fire ရဲ့မျက်နှာကပုံပုံပျက်စီးသွားပြီးငါတို့ပြောနေတာကစက်ကြဝဠာအဆင့်ရှိတဲ့မော်စွမ်းအားတွေအကြောင်းဒါကဘယ်သက်ရှိတရားဝါမှမသက်ဆောင်နိုင်တဲ့ပမာဏအထက်ကိုကျော်လွန်နေတာလို့ဆိုပါတယ်။ဒိုင်ယာနာကဘာကိုဆိုလိုတာလဲလို့မေးလိုက်တဲ့အခါမှာ Wish Fire ကတုံလုံးခြောက်ကြားစရာအမှန်တရားတစ်ခုကိုပြောလိုက်ပါတယ်။ဒိုင်ယာနာနင်အခုလေးတွေသေဆုံးသွားပြီလို့ငါထင်တယ်။အရာအလုံးဟာတပြိုင်နက်တည်းမှာပဲပြောင်းလဲသွားခဲ့တယ်။လန်ဒန်မြို့ကသူမရဲ့အေကန်းဆောင်လေးထဲမှာပဲမန်ဒါမဲဆန္ဒတူဟာအရင်ကတခါမှမရှိဘူးခဲ့တဲ့ထူးဆန်းတဲ့တာရော့ဘဲချက်၅ခုကိုထုတ်လိုက်ပြီးထိတ်လန့်သွားခဲ့ရတယ်။တစ်ချိန်တည်းမှာပဲဂေါ်တန်မြို့မှာအက်ထရိုင်ကန်ဟာလူသားပုံစံပြန်ပြောင်းဖို့အသေးအတန်စ조사နေရင်ပါဇက်တဲကနေသွေးတွေအန်ထွက်လာခဲ့တယ်။အမောင်တူထဲမှာအက်ကလစ်ဆိုဟာသူအကျဉ်းကျနေတဲ့စိတ်နဲ့တုံးကြီးတွေကနေစနစ်တကျတိဆောက်ထားတဲ့အစီအမံတွေပျက်စီးသွားတာကိုကြည့်ပြီးရရဆက်ဆက်လှောင်ရန်နေခဲ့တယ်။တခြားနေရာမှာတော့ဆော်လမွန်ဂရန်ဒီရဲ့ခန္ဓာကိုယ်ဟာစတင်ပုတ်တိုးလာပြီးသူ့ရဲ့အုံနောက်ကဘာတွေဖြစ်နေမှန်းနားမလည်နိုင်ခင်မှာပဲနာကျင်စွာအော်ဟစ်နေမိတယ်။ က
ကဘာမြေရဲ့အထက်ကောင်းကင်ယံမှာတော့နာဘူကဒါတွေအားလုံးကိုအေးဆက်ဆက်နဲ့စောင့်ကြည့်နေတယ်သူကြိုတင်မျှော်မှန်းထားတဲ့အမှောင်လန်းကဒီဘက်ကိုဥတီနေမှသူသိနေခဲ့တာပါဒါပေမဲ့ကဘာကြီးရဲ့နာကျင်မှုတဲ့အော်ရဲတန်ကသူ့ရဲ့စိတ်ဝိညာဉ်ကိုပါတုန်လှုပ်သွားစေခဲ့ပါတယ်ကဘာမြေရဲ့အော်ရဲတက်ကိုအပြင်းထန်ဆုံးခံစားနေရတာကတော့ something ပါပဲသူကသူ့ရဲ့အမြင့်တွေကိုမြေကြီးတဲ့အနယ်ဆိုင်ဆုံးကြီးမြုပ်နှံပြီးတစ်ပင်များရဲ့လွတ်တော်ရဲ့အသိစိတ်ကိုအသေးအတန်လှမ်းခေါ်နေခဲ့ပါတယ်အရင်ကဆိုသူ့ရဲ့ဘိုးဘီတွေကစကားပြောခဲ့ကြဘူးပေမဲ့အခုတော့ The Green ဟာတေလူမျောပါတန်ရာရနေပြီးအမှောင်တူတဲကနေပဲ့တင်ထက်နေတဲ့သူ့ရဲ့ကိုယ်ပိုင်အတန်ကိုပဲပြန်ကြားနေရပါတယ်အဲ့ဒီအချိန်မှာပဲ Black Orchid က something ရဲ့နွယ်ပင်တွေကြားမှာအဖမ်းခံထားရပြီးနာကျင်စွာအော်ဟစ်နေပါတယ်။တောင်းပန်ပါတယ်ငါ့ကိုမနာကျင်စေပါနဲ့လို့သူကအော်နေပေမဲ့ something ကတော့ဒီနာကျင်မှုကမင်းရဲ့ခန္ဓာကိုယ်ထဲမှာတည်ရှိနေတာမဟုတ်ဘူး။ဒါကကဘာပေါ်မှာရှိတဲ့မော်ပညာရဲ့နက်ဆိုင်တဲ့အမှောင်တို့ပဲ The Green ကသေဆုံးတော့မယ်လို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲနွယ်ပင်တွေကြားကနေလှပတဲ့ပန်းပွေ့သစ်တွေတကယ်တော့ကြောက်စရာကောင်းတဲ့ပန်းစောတွေကစတင်ပွင့်လန်းလာပါတယ်။ The Green ကအရာအလုံးပြောင်းလဲကုန်ပြီးဒီလှပတဲ့ပန်းဥယျာဉ်သစ်ဟာငါတို့ရဲ့အမြင့်တွေကနေပေါက်ဖွာလာခဲ့မယ်လို့ပြောခဲ့ပါတယ်။ something ရဲ့ရှေ့မောက်မှာပဲအမှောင်တူတဲကနေကြောက်မက်ဖွယ်ကောင်းတဲ့မျက်လုံးပေါင်းများစွာနဲ့သွားစိတ်စိတ်လေးတွေပါတဲ့ပန်းပွင့်ကြီးတွေဟာတဖြည်းဖြည်းတိုးပွားလာခဲ့တယ်။ပန်းရောင်အဖြူလိမ္မော်အဝါခရမ်းရောင်စတဲ့အယောင်သွေးစုံနေပေမဲ့ဒီပန်းတွေဟာအသက်တက်ကိုစုပ်ယူမဲ့တရံဆောင်နေပါတယ်ဒီကြောက်စရာကောင်းလောက်တဲ့ပန်းများလွတ်တော်စီကနေတိုးညင်းတဲ့အတန်တန်ပေါ်ထွက်လာခဲ့ပါတယ်ပန်းများလွတ်တော်ကြီးထွားလာဖို့အတွက်အဟောင်းတွေကိုဖျက်တောက်ပြရမယ်လို့ပြောလိုက်တဲ့စကားဟာ something အတွက်တော့အင်မတန်ထိမ့်လက်စရာကောင်းနေခဲ့တယ်သူဟာဒီအမှောင်တို့ရဲ့ကျူးကျော်မှုကိုကာကွယ်ဖို့အစင်သစ်ဖြစ်နေတဲ့ပုံစံနဲ့အန်ချိတ်ကကြည်နေရပါတော့တယ်ဒီ Oblivion ဘာမှာ Manny 2000ကဒန်ယာတင်နဲ့လဲကြရင်ငါအတန်ကိုမင်းတို့ကြားရလားငါတကယ်ပဲဒီကိုရောက်နေတာလားလို့စိုးရိမ်တကြီးမေးလိုက်ပါတယ်သူမရဲ့ရှေ့မှာတော့ဒီတက်တီချင်းဇက်တနာနဲ့တခြားမော်လောကလူတွေကစူကြုံနေကြပါတယ်ဒီတက်တီချင်းကဒါကမင်းငါတို့ကိုတတ်ဖို့စ조사မလားဆိုတဲ့အပေါ်မှာမူတည်ရလို့ခက်အေးအေးပဲပြန်ပြင်ပါတယ် Manny 2000ကသူမကဟက်ကာတီရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်လာတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ဒါပေမဲ့ဒါဟာနောက်ကျသွားခဲ့ပါပြီ။မော်ပညာတွေကပြောင်းလဲသွားပြီ။အခုတော့အဲ့ဒါတွေက Wonder Woman ရဲ့လက်ထဲမှာလို့သူမကတတိပေးလိုက်ပါတယ်။တကားကိုဖွင့်ဖို့စ조사နေတဲ့မန်ဘက်ကအခြေအနေဟာတော်တော်လေးဆိုးဝါးနေမှသိလိုက်ရတယ်။သူမကငါတို့ကိုဒီအခြေအနေတွေကဖယ်ထုတ်ပြီးပိတ်လောက်ထားလိုက်ပြီလို့သူကဆိုပါတယ်။ Manny 2000ကဆက်ပြီး Black Orchid ကလွတ်မြောက်သွားမယ်ဆိုရင် Hecate ရဲ့စွမ်းအား9ပုံ2ပုံကနောက်ထပ်လက်ခံမဲ့သူစီကိုစီးဆင်းသွားလိမ့်မယ်။အဲ့ဒီခန္ဓာကိုယ်ကစွမ်းအားတွေလောင်ကျွမ်းမသွားမချင်းခံစားနေရပြီးနောက်ဆုံးမှာ Hecate စီကိုပဲအားလုံးပြန်ရောက်သွားလိမ့်မယ်လို့ပြောလိုက်တဲ့အခါမှာဒီတက်တီချင်းကစိုးရိမ်တကြီးတဲ့ Diana လို့ညီးတွားလိုက်ပါတော့တယ်နန္ဒာပါဘက်မှာတော့အခြေအနေတွေကအဆိုးဆုံးကိုရောက်ရှိလာပါပြီ။ဒိုင်ယာနာဟာသူမရဲ့ငကိုပုံစံပျောက်ဆုံးပြီးဟက်ကာတီရဲ့စွမ်းအားတွေလွှမ်းမိုးခံရတဲ့ဆုံးမကြီးအသွင်တို့ပြောင်းလဲသွားခဲ့ပါတယ်။သူမရဲ့နှစ်ဖူးမှာတော့ဟက်ကာတီရဲ့အမှတ်သားကထင်းနေပါတယ်။အောက်မှာရှိနေတဲ့ကွန်စတန်တင်းနဲ့ဇက်တနာတို့ကမှင်သက်ပြီးကြည့်နေကြပါတယ်။ကွန်စတန်တိုင်းကအခုချိန်မှာသူမဟာကဘာပေါ်မှာလမ်းလျှောက်ဖို့ကတည်းကဘယ်နဲ့ဖျားတဲ့မဆိုပိုပြီးစွမ်းအားကြီးနေပြီ။သူမသာအလိုရှိရင်ငါတို့ကိုမျက်တောင်တစ်ခတ်အတွင်းမှာတင်ဒီရှိမှုကနေဖျောက်ပစ်နိုင်တယ်လို့တုံ့လို့စွာပြောလိုက်ပါတယ်။မြေပြင်ကြီးဟာဝုန်းဝုန်းမြည်ဟိနေပြီးတုန်ခါနေခဲ့တယ်။အေယာမနက်မောင်နေတဲ့ကြောက်တိုင်ကြီးတွေကမြေပြေကွန်ထိုးကွဲပြီးကောင်းကင်ရံစီလို့တစ်ခုပြီးတစ်ခုအရှိန်အဟုန်နဲ့ထိုးထွက်လာခဲ့တယ်။ဒီမြေကွင်းကတကယ်ကိုကြောက်စရာကောင်းတဲ့ဖျက်ဆီးမှုတစ်ခုပါပဲ။ဇက်တနာကဘာတွေဖြစ်နေတာလဲလို့အန်အောထိတ်လက်စွာမေးလိုက်တဲ့အခါကွန်စတန်တိုင်းကဟက်ကာတီကနန္ဒာပါဘက်ကိုပြန်ပြီးပြင်ဆင်နေတာမပြီးသေးဘူးထင်တယ်။ကဘာမြေပေါ်ကနောင်ဘဝတွေအတွက်မော်ဆန်တဲ့နှလုံးသားတစ်ခုရှိနေဖို့လိုအပ်သေးတယ်လေ။သူမကိုပိုင်နေရာတစ်ခုကိုပဲဖန်တီးကြတာလို့ပြန်ဖြေခဲ့ပါတယ်။သူပြက်နေတဲ့အပျက်စီးတွေကြားမှာအေယာမအယိုးစုတောင်ပန်ကြီးတွေမျက်လုံးအနီရောင်6လုံးနဲ့ကြောက်မက်ဖွယ်ကောင်းတဲ့သေမေးတမန်ဝိညာဉ်ကြီးတစ်ကောင်ပေါ်လာခဲ့ပါတယ်။သူဟာသေမေးရဲ့ဒဇင်ကြီးကိုကန်ဆောင်ထားပြီးကောင်းကင်ရံမှာထိတ်လန့်ပွယ်နေရာယူထားပါတယ်။သူ့ရဲ့အတန်ကဟိမ့်ထွက်လာခဲ့တယ်။မင်းတို့ဟာအခုအေယာမတင်းချိုင်းကူကြီးရဲ့တကားဝမှာရောက်နေပြီငါရဲ့တရားစီရင်မှုကိုရင်ဆိုင်ကြရတော့မယ်ဂျွန်ကွန်စတန်တိုင်းဇက်တနာဇာဒရာမင်းတို့သွားရမယ့်အုတ်ကူရီစီကိုငါ့ကိုလမ်းပြခွင့်ပြုပါလို့ပြောလိုက်ပါတယ်သူ့ရဲ့ဘေးပပတ်လင်မှာတဲ့မိကုံငွေတွေကြားကအယိုးစုစစ်တီတော်တွေကတပြေးပြေးပေါ်ထွက်လာပြီးသူတို့ကိုဝိုင်းထားကြပါတယ်ကွန်စတန်တိုင်းနဲ့ဇက်တနာတို့ဟာဒီလောက်ကြီးမားတဲ့အမှောင်တုစွမ်းအားရှင်မှာဘာဆက်လုပ်ရမလဲဆိုတာဝေခွဲမရဖြစ်နေကြပါတယ်စူပေါင်းစိတ်အာယုံလောကထဲမှာ Wish Fire ကငါတို့ကမော်ပညာရဲ့တည်ဆုံးခြင်းကိုအကောင်းဆုံးနေရာကကြည်နေရတာပဲလို့ဆိုပါတယ်။ဒိုင်ယာနာကတော့လက်ရှိအခြေအနေကိုလက်မခံနိုင်ပါဘူး။သူမဟာဟက်ကာတီရဲ့စိတ်အာယုံတွေကိုပိုပြီးနည်းနည်းရှဲရှဲဝင်ရောက်ဖို့အပြေရှာဖို့ဆုံးဖြတ်လိုက်ကအမောင်တုဖုံးလွှမ်းနေတဲ့ရှင်ပြေတဲ့သို့ခုန်ဆင်းသွားပါတယ်။
သူမဟာရေထဲမှာကူးခတ်နေတယ်လို့ခံစားရပြီးအသက်ရှူဖို့လေလိုအပ်နေတယ်လို့အဆုတ်ထဲမှာလည်းနာကျင်နေပေမဲ့ငါအသက်ရှူဖို့မလိုဘူးလို့ကိုပြန်ပြောနေခဲ့ပါတယ်ဒါပေမဲ့ရေအောက်ချစ်ကိုရောက်သွားတဲ့အခါမှာတော့သူမကိုတားဆီးထားတဲ့ထိုးဖောက်မရတဲ့အလွှာတစ်ခုကိုတွေးလိုက်ရပြီးကြောက်ရွံ့စိတ်တွေဝင်လာပါတော့တယ်ကျမ်းမင်ကကြောက်သားကဲ့သို့မာကြောပြီးဖောက်ထွင်းမရနိုင်တော့ကြောင်းစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့သူမက Wishfire ရဲ့စကားကိုတန်တရားဝင်လာပါတယ်သူမကအချိန်ချင်းထူးရိုက်မိတော်လဲဘာမှဖြစ်မလာပါဘူးဒါပေမဲ့ခဏကြာတဲ့အခါမှာအတားဆီးရဲ့အခြားတစ်ဘက်မှာတစုံတစ်ခုထွက်ပေါ်လာတာကိုမြင်လိုက်ရပါတယ်ရုတ်တရက်ဒိုင်ယာနာကမယင်းသီးသောလက်တစ်ဖက်ကိုတွေးလိုက်ရတယ်ထိုလက်ကသူမကိုအတားဆီးရဲ့အခြားတစ်ဘက်လေရရှိနိုင်မဲ့နေရာသို့ဆွဲခေါ်သွားခဲ့ပါတယ်သူမကစိုးရိမ်တကြီးနဲ့မေးတယ်ငါ့ကိုကယ်တင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေရာကဘာလဲမင်းကရောဘာလို့လဲကယ်တင်ရှင်ကပြုံးပြီးပြန်ပြေတယ်ဒီမေးခွန်းရဲ့အဖြေကိုမင်းသိပြီးသားပါငါကဟက်ကာဒီမင်းအသက်ရှင်ခြင်းငါပြောတာကိုသိသိချာချာနားထောင်ရမယ်ပန်းများလွတ်တော်ရဲရောက်နေတဲ့ Something ဟာရစ်ပတ်ဖွင့်တောင်တဲ့နွယ်ပင်ကြားမှာရုံးကန်နေရပြီးဒီနေရာကအပင်တွေကိုငါထိန်းချုပ်လို့မရတော့ဘူးသူတို့ကငါ့ကို The Green နဲ့ဝင်မရအောင်ပိတ်ဆို့ထားတယ်လို့အသေးအံအော်ဟစ်နေပါတယ်သူ့ဘေးက Black Orchid ကလည်းဒါကတော့တကယ်ကိုစိုးဝါးတဲ့အခြေအနေပဲလို့မှတ်ချက်ပေးနေပါတယ်။တစ်ချိန်တည်းမှာပဲတင်းချိုင်းမျိုးတော်ကြီးမှာတော့ဂျွန်ကွန်စတန်တိုင်းနဲ့ဇာတနာတို့ဟာထကြွလာတဲ့အယိုးစုစစ်တီတွေကိုခုခံတိုက်ခိုက်နေပါတယ်။ကွန်စတန်တိုင်းကသူ့ရဲ့မော်ဆွမ်းအားဒိုင်းတွေနဲ့ရန်သူတွေကိုတားဆီးထားပြီးဇာတနာကလည်းတိုက်ပွဲကြားမှာအာတုံခွန်ဆိုင်ပါဝင်နေပါတယ်။အခြေအနေတွေကတင်းမာနေစဲမှာပဲ The Oblivion ဘာရဲ့တနေရာမှာကျန်ရှိနေတဲ့အဖွဲ့ဝင်တွေကအကျိတ်အနယ်ဆွေးနွေးနေကြပါတယ်။အခန်းအလယ်မှာရုတ်တရက်ပေါ်လာတဲ့အလင်းတကားကြီးကိုကြည့်ပြီး Daddy Chim ကငါတို့အဲ့ဒီအခန်းအလယ်မှာပေါ်လာတဲ့တကားကနေပဲဖြတ်သွားကြည့်ရင်မကောင်းဘူးလားအကြံပေးကြည့်တာပါလို့တုံဆိုင်စွာနဲ့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းအယိုးစုစစ်တီတွေရဲ့အညှိုးတကြီးလိုက်လံတိုက်ခိုက်ခြင်းကိုခံနေရတဲ့ဇာတနာကဒါကအကြံကောင်းဟုတ်ရဲ့လားဂျွန်လို့ကွန်စတန်တိုင်းကိုလှမ်းမိပါတယ်။ကွန်စတန်တိုင်းကတော့အနောက်ကိုလှည့်မကြည့်ပဲအာတုံခွန်ဆိုင်ပြေးလွှားရင်အသေးမခံရဖို့ကတော့အကောင်းဆုံးအကြံပဲလေလို့ခက်ပြက်ပြက်ပဲပြန်ပြေးလိုက်ပါတယ်။အပင်တွေရဲ့ပိတ်ဆို့မှုကိုခံရတဲ့ Something နဲ့သူ့ရဲ့အဖော်ဖြစ်သူတို့ကလည်းဒီနေရာမှာဆက်နေဖို့မျှော်လင့်ချက်မရှိတော့တာကိုသိလိုက်ပါပြီ။မြန်လားဒီမှာဘာမျှော်လင့်ချက်မှမရှိတော့ဘူးလို့အော်ဟစ်ရေးသူတို့အားလုံးဟာထူးဆန်းတဲ့အလင်းတကားစီကိုဦးတည်ပြီးအသက်လူထွက်ပြေးခဲ့ကြပါတယ်။မင်းတို့တွေအကုန်လုံးကိုအရှုပ်သွေးတွေဖြစ်အောင်လုပ်လိုက်ကြတာပဲမဟုတ်လားလို့စာစီကလှောင်ပြောင်လိုက်တဲ့အခါမှာတော့ဇာတနာကစာစီမင်းဘလို့လုပ်ပြီးလို့အံ့အားသင့်သွားပါတယ်။ဒါပေမဲ့စာစီကတော့စကားဖြတ်ပြောလိုက်ပြီးလက်ရှိရင်ဆိုင်နေရတဲ့အမှန်တရားကိုချပြပါတယ်။ဟက်ကာဒီကမော်လောကရဲ့အဓိကမန်နိုင်ကြီးနှစ်ခုကိုသူ့ရဲ့စွမ်းအားတွေနဲ့အစားထိုးလိုက်ပြီးအသက်ရှင်ခြင်းနဲ့တည်ဆုံခြင်းကသူ့လက်ထဲမှာပဲအခုတော့သူဟာ Spear of the God ရဲ့နေမြေကိုပါသိမ်းပိုက်ဖို့ကြိုးစားနေတာဒါပေမဲ့အဲ့ဒီတတိယမန်နိုင်ကိုသာသူဖျက်ဆီးလိုက်ရင်တလောကလုံးပျက်စီးသွားလိမ့်မယ်လို့စာစီကသတိပေးလိုက်ပါတယ်စာစီကဆက်ပြီးတော့မော်ဆွမ်းအားတွေကုံဆုံးသွားရင်လည်းမင်းတို့တေးကြရမှာပဲဒါမှမဟုတ်သူ့ရဲ့မုံတီးမှုတွေပြည့်နေတဲ့မော်ဆွမ်းအားတွေကပြန်လဲရေးသားခြင်းခံရလိမ့်မယ်လို့ပြောတဲ့အခါမှာဒီတက်တိချင်းကဒါကငါတို့နောက်ဆုံးအနေနဲ့ခုခံဖို့တခုခုလားလို့တောင်းဆိုလိုက်ပါတယ်စာစီကဒီတက်တိချင်းကိုကြည့်ပြီးမင်းကစုံတော့တယောက်မဟုတ်ဘူးလားပို့ဒီနေရာကတန်တာကြီးတွေကိုစဉ်းစားကြည့်စမ်းပါလို့ဆိုကသူတို့အတွက်လမ်းစာတစ်ခုကိုအကျိတ်အမွဲ့ပြလိုက်ပါတယ်ဒိုင်ယာနာကတောင်ဆောင်တိုက်တက်လန်းလာရာသူမရဲ့ခြေလမ်းတွေကလက်ရှိတည်ရှိနေတဲ့လက်တွေ့ကဘာကိုတုံလုံးထောက်ချစေပါတယ်။သူမရဲ့နှစ်ဖူးပေါ်က Fishman ကရခင်တဲ့ပုံပေါ်တောက်ပလာပြီးမြေအောက်မှာစွမ်းအားအစစ်မှန်တွေကိုအငမ်းမရဆောက်ယူနေပါတယ်။တောင်ကြီးကပင်လျင်အရှင်သခင်အသက်ကိုကျင့်တတ်စေရန်အတွက်သူမရဲ့အလိုအတိုင်းပြောင်းလဲပေးနေရပါတယ်။တချိန်ကကမ္ဘာအမြင့်ဆုံးနေရာလို့ဒေသခံတို့ယုံကြည်ခဲ့ကြပြီးနတ်ဖျားတို့စံမြဲရလို့သတ်မှတ်ခဲ့ကြတဲ့တောင်ထိပ်ကယခုအခါမှာတော့အေးဆက်6သွင်းနေခဲ့ပါပြီလူသားတို့ရဲ့ဒန္တာရီတွေအရာထိုတောင်ထိပ်ကလူလောကနဲ့နတ်ဖျားလောကကိုခိုင်မာစွာပိုင်းခြားထားတဲ့နေရာဖြစ်တော်လဲယခုအခါမှာတော့ဒိုင်ယာနာရဲ့စုံအမှတ်သားမှထွက်ပေါ်လာတဲ့စွမ်းအားများကထိုအတားစီကိုအလွယ်တကူဆွဲဖျက်လိုက်ပါတယ်နတ်ဖျားတို့ရဲ့နယ်မြေကိုဝင်ရောက်ရန်လမ်းစပွင့်သွားခဲ့ပါပြီဒိုင်ယာနာရဲ့ခန္ဓာကိုယ်ကိုလွှမ်းမိုးထားတဲ့ဟက်ကာဒီကတောင်ထိပ်မှတစ်ဆင့်အိုလပတ်စ်နတ်ဘယားတို့ရဲ့စင်ကျင်ကြောက်နန်းတော်များရှိရာကောင်းကင်ဘုံသို့ချင်းနှင်းဝင်ရောက်သွားခဲ့ပါတယ်။သူမရဲ့နောက်ွယ်မှာတောင်ပေါ်လေတူများကတဟုန်တို့တိုက်ခတ်နေပါတယ်။တကယ်လို့နတ်ဘယားတွေကသူတို့ရဲ့နေရာကိုကြာမြင့်စွာတကယ်ကစွန့်ခွာမသွားခဲ့ကြဘူးဆိုရင်အဲ့ဒီအချိန်မှာသူတို့ရဲ့အင်ဂီယာကိုကာကွယ်ဖို့အတွက်ချက်ချင်းဆိုသလိုတိုက်ပွဲဝင်ကြမှာအသေးချပဲ။ဒါပေမဲ့အခုတော့အဲ့ဒီအစားကဘာအနှံ့ကသူတို့ပုံအောင်နေတဲ့နေရာတွေမှာပဲဖြစ်ပျက်နေတဲ့အခြေအနေတွေကိုသိမြင်ပြီးကြောချက်နေကြရရှာတယ်။ဟက်ကာဒီရဲ့မော်လောကအပေါ်လွှမ်းမိုးသားသောစွမ်းအားကအကျွမ်းမဲ့နီးပါးဖြစ်နေခဲ့ပါပြီ။ဒိုင်ယာနာဟာအာကာသဟင်းလင်းပြင်ထဲမှာနတ်ဖျားမဟက်ကာဒီနဲ့အတူလင်မျောနေရင်မော်လောကရဲ့လှည့်ဝက်စမ်းကြတဲ့မူလစစ်မြစ်ကိုတီးခွင့်ရခဲ့ပါတယ်။တေချာနားထောင်ပါဒိုင်ယာနာငါတို့မှအချိန်အများကြီးမရှိတော့ဘူးမင်းနားလည်အောင်တည်ထားရမယ့်အရာတွေအများကြီးရှိသေးတယ်လို့ဟက်ကာဒီကစတင်ပြောကြားလိုက်ပါတယ်။မင်းဟာကြီးမားတဲ့ဇလန်တစ်ပုဒ်ထဲမှာပါဝင်နေရတာပါဒါကိုအားလုံးအဆုံးသတ်ဖို့အတွက်မင်းဒီဇလန်တစ်ခုလုံးကိုအစအဆုံးတည်ထားဖို့လိုတယ်ဟ
ဟဲကာဒီကမော်လောကရဲ့အစာအုပ်ပိုင်းကိုပြောပြခဲ့ပါတယ်အစာအုပ်မှာမော်ဆိုတာရှိခဲ့တယ်အဲ့ဒီတော့မော်ဟာအကျန်းတဲ့အခြေအနေပဲရှိသေးပြီးဖြစ်နိုင်ခြေတွေနဲ့ပြည့်နေနေတဲ့အလင်းထဲကြီးအဖြစ်တိဆောက်ဆဲမာတီဗက်စ်တစ်ခုလုံးကိုဝန်းရံနေစေဖြစ်ပါတယ်နောက်နှစ်ပေါင်းကလေးကရာကြာတဲ့အချိန်ကြာမှာ Spear of the God လို့ခေါ်ခဲ့ကြတာပါဒါပေမဲ့ဒီဇလန်ကနတ်ဖျားတွေမပေါ်ခင်တည်းကစခဲ့တာပါတက်ရှိတွင်စတင်ပေါ်ပေါက်လာပြီးပထမဆုံးသောတက်ရှိတွေကမဖြစ်နိုင်တာတွေကိုစတင်အိမ်မက်မက်ကြတဲ့အချိန်ပါပေါ့အဲ့ဒီအချိန်မှာပဲအန်အောစရာကောင်းတဲ့အလင်းတန်းကြီးတဲ့ကနေပထမဦးဆုံးမော်ဝင်တက်ရှိရာစကြဝဠာထဲမှာကိုထင်ရှားပေါ်ပေါက်လာခဲ့ပါတယ်။သူဟာစိတ်ကူးသမျှအရာရာတိုင်းကိုလက်တွေ့ဖြစ်လာအောင်ဖန်တီးနိုင်တဲ့ပျော်စရာတွေနဲ့ပြည့်နေနေတဲ့ဖြစ်နိုင်ခြင်းနယ်ပယ်ကြီးထဲမှာစတင်ဖြစ်တည်ခဲ့တာပါ။အလင်းထဲကနေပေါ်ပေါက်လာတဲ့အဲ့ဒီမိန်းကလေးဟာမှောင်မိုက်နေတဲ့ဟင်းလင်းပြင်းထဲမှာသူမတယောက်တည်းမဟုတ်ဘူးဆိုတာကိုမကြခင်မှာသိလိုက်ရတယ်။နတ်ဖျားနယ်မြေရဲ့အောက်ဘက်မှာပုံမှန်မှောင်မိုက်တဲ့အခြားကဘာတခုဓာတ်မာဒီဘက်ရှိနေခဲ့တာပါ။သူမကအလင်းထဲကနေဖြစ်တည်တာတယ်လို့ပဲအမောင်တဲကနေလည်းကြောက်မဲ့ဖွယ်တရဝါကြီးတခုကသူမကိုပြောင်းပြန်အနေထားနဲ့စိုက်ကြည့်ရင်ဖြစ်တည်လာခဲ့ပါတယ်။ထိတ်လန့်သွားတဲ့သူမဟာအဲ့ဒီတရဝါကိုဖုံးကွယ်ထားဖို့အတွက်သူမရဲ့ခြေထောက်အောက်မှာအတားအဆီးတစ်ခုဖန်တီးလိုက်ပါတယ်။သူမရဲ့လှပတဲ့ဖြစ်နိုင်ခြင်းနယ်ပယ်ကြီးကိုအဲ့ဒီအမောင်တို့ကညဉ့်ညမ်းစင်ပါကိုသူမကမလိုလားပါဘူး။အဲ့ဒီတရဝါကြီးကိုမေးပြောက်ထားဖို့အတွက်သူမဟာကဘာမြေကိုဆင်းသက်လာပြီးလူသားမျိုးနွယ်တွေကြီးထွားလာတာကိုစောင့်ကြည့်ခဲ့ပါတယ်။လူသားတွေကိုသူမကမော်ဆွမ်းအားတွေမျှဝေပေးပြီးအန်အောပျော်ရွှင်စေခဲ့ပါတယ်။လူသားတွေကလည်းသူတို့ရဲ့ရှေးဟောင်းဘာသာစကားနဲ့သူမကိုဟေကာဒီလို့အမည်ပေးခဲ့ကြတယ်။သူတို့ကသူမဟာလာမင်းပေါ်မှာနေထိုင်ရလို့ယုံကြည်ခဲ့ကြတာပါ။လူသားတွေရဲ့ယုံကြည်မှုတွေအားကောင်းလာတာနဲ့အမျှသူမရဲ့နယ်ပယ်ကြီးကလည်းနတ်ဖျားမျိုးစုံဆံမြန်းရနန်းတော်ကြီးတွေအဖြစ်ကွဲထွက်သွားခဲ့ပါတယ်။နတ်ဖျားစုအသီးသီးကသူမရဲ့မျက်နှာသာပေးမှုကိုရဖို့အတွက်စ조사ကြပြီးသူတို့ရဲ့ဒဏ္ဍာရီတွေထဲမှာသူမဟာအရေးမပါတဲ့အခန်းကဏ္ဍပဲရှိတယ်လို့ထင်မှတ်ခဲ့ကြပါတယ်။ဟေကာဒီကတော့ဒါကိုကြည့်ပြီးသဘောကျနေခဲ့တာပါ။ကျေးဦးကာလာကမော်နတ်ဖျားမဟေကာဒီယာသူမရဲ့ငယ်စဉ်ဘဝကိုဆွန့်လွတ်ပြီးနတ်ဖျားလောကရဲ့တာဝန်တွေကိုစတင်ထမ်းဆောင်ခဲ့ပါတယ်။သူမဟာငယ်ရွယ်တဲ့အပြိုစင်ဘဝကနေမိခင်ဘဝအဖြစ်ပြောင်းလဲခဲ့ပြီးနတ်ဖျားတွေကြားမှာသူမရဲ့မှော်စွမ်းအားအကြီးမားဆုံးဖြစ်လာခဲ့ပါတယ်။သူမဟာမြေအောက်ကဘာရဲ့အုပ်စိုးရှင်ဟေဒီစ်နဲ့လက်ထပ်ခဲ့ပြီးအိုလပတ်နတ်ဖျားတွေကလည်းသူမကိုလှိုက်လိုက်လဲကြိုးဆိုခဲ့ကြပါတယ်။ဒါပေမဲ့ဒါဟာအစပဲရှိပါသေးတယ်။လူသားတွေဟာဟက်ကာဒီစီကနေမှော်စွမ်းအားတွေကိုလိုချင်ခဲ့ကြပါတယ်။သူတို့ဟာဟက်ကာဒီကိုလှည့်စားပြီးလာအဝိုင်းပုံစံအစီရင်ထဲမှာသူမကိုပိတ်လောင်ခဲ့ကြပါတယ်။စိတ်ပြက်စရာကောင်းတာကသူမရဲ့ခင်ပွန်းဟေဒီစ်ကသူမကိုကယ်တင်ဖို့စ조사ရမယ့်အစားဇနီးတစ်တယောက်နဲ့အစားထိုးခဲ့တယ်လို့ပဲတခြားအိုလဘတ်နတ်ဖျားတွေကလည်းသူမကိုစွန့်ပစ်လိုက်ကြပါတယ်။ဒီလိုတစ္ဆာဖောက်ခံရမှုတွေကြောင့်ဟက်ကာဒီရဲ့စိတ်ထဲမှာနာကျင်မှုတွေပြည့်နေလာပြီးသူမရဲ့အလင်းစွမ်းအိမ်တွေကအစိတ်တောက်ဖြစ်စေတဲ့အမှောင်မှော်တွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဟက်ကာဒီဟာသူမရဲ့စွမ်းအားတွေကိုကဘာတဝမ်းကမိန်းကလေး9ယောက်ထဲမှာခွဲဝေပုံအောင်စေခဲ့ပါတယ်။သူမဟာဝစ်ရှင်အာဝါလို့ခေါ်တဲ့အချိန်ကျရင်အဲ့ဒီစွမ်းအားတွေကိုပြန်ယူပြီးနတ်ဖျားလောကနဲ့လူသားလောကကိုအဆုံးစီရင်ဖို့ဆောင်ဆိုင်နေခဲ့တာပါ။သူမဟာအဖွားကိုပုံစံအသွင်ပြောင်းသွားပြီးကဘာကြီးကိုအပိုင်းပိုင်းဖြတ်တောက်မယ်အမှောင်မှော်တွေကိုထုတ်လွှတ်လိုက်ပါတယ်။ဟေကာဒီယာသူမရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့အတွက်အင်အားအကြီးဆုံးဖြစ်တဲ့ဝမ်ဒါဝူမန်ရဲ့ခန္ဓာကိုယ်ကိုဝင်ရောက်စီးနင်းလိုက်ပါတယ်။ဟေကာဒီထိန်းချုပ်ထားတဲ့ဒိုင်ယာနာဟာအိုလပတ်နတ်ဖျားကျောင်းတော်ကိုစတင်ဖျက်ဆီးပြီးမော်လောကတစ်ခုလုံးကိုသူမတအူးထဲပိုင်ဆိုင်ဖို့စ조사ခဲ့ပါတယ်။ဒီအခြေအနေကိုတားဆီးဖို့အတွက်ဇတန်နာကွန်စတန်တိုင်းနဲ့တခြား Justice Dark အဖွဲ့ဝင်တွေစုစည်းလာခဲ့ကြပါတယ်။ဒိုင်ယာနာရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးကဘာကြီးကိုဖျက်ဆီးနေတဲ့ဟက်ကာဒီကိုသူတို့ကရဲရဲဝံ့ဝံ့ရေးဆိုင်ခဲ့ကြပါတယ်။သူတို့ဟာဒိုင်ယာနာကိုကယ်တင်ဖို့တင်မကပဲမော်လောကတစ်ခုလုံးပျောက်ကွယ်မသွားဖို့အတွက်အသက်နဲ့လဲပြီးတိုက်ပွဲဝင်ခဲ့ကြပါတယ်။ဟေကာဒီရဲ့စွမ်းအားတွေကြားမှာပိတ်မိနေတဲ့ဒိုင်ယာနာဟာသူမရဲ့ဝိညာဉ်လောကထဲမှာဟေကာဒီရဲ့အစောပိုင်းအသွင်အပြင်တွေဖြစ်တဲ့အပြိုစင်နဲ့မိခင်ပုံစံတွေနဲ့ပါတွေ့ဆုံခဲ့ရပါတယ်။သူတို့ကဒိုင်ယာနာကိုဟေကာဒီယာမင်းရဲ့အတွင်းမှာရှိတဲ့စင်ကြယ်တဲ့စွမ်းအားတွေကြောင့်မင်းကိုရွေးချယ်ခဲ့ရလို့ပြောပြခဲ့ပြီးအမှောင်လန်းကိုမလိုက်ပဲလမ်းသစ်တစ်ခုကိုဖောက်ဖို့တိုက်တွန်းခဲ့ပါတယ်။ဟက်ကာဒီရဲ့နာကျင်မှုတွေနဲ့ပြည့်နေနေတဲ့ဇလန်းဟောင်းဟာအဆုံးသတ်ရပါတော့မယ်။ဒိုင်ယာနာဟာသူမရဲ့တငယ်ချင်းတွေယုံကြည်မှုကိုအခြေခံပြီးမော်စွမ်းအားတွေကိုအမှောင်ဘက်မှာမသုံးဘဲအလင်းဘက်မှာသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟက်ကာဒီရဲ့ဇလန်းကပြီးဆုံးသွားပြီးမော်လောကရဲ့ဇလန်းတစ်တစ်ခုစတင်ရမယ်လို့သူမကကြွေးကြော်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဒိုင်ယာနာဟာသူမရဲ့စိတ်နှလုံးထဲမှာရှိတဲ့အကောင်းဆုံးအရာတွေကိုစုပ်ကင်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာအမှောင်တုံးတွေနဲ့နာကျင်မှုတွေပြည့်နေတဲ့အဖွားကိုပုံစံကိုလက်မခံဘဲစွမ်းအားတွေကိုပေါင်းစည်းပြီးမော်လောကကိုပုံစံသစ်နဲ့ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ဒီလိုနဲ့ဟက်ကာဒီရဲ့ကျိန်စာတွေဟာပြည့်ပြောက်သွားပြီးဝမ်ဒါဝူမန်ဟာမော်လောကရဲ့အလင်းဆောင်သူအသစ်ဖြစ်လာခဲ့ပါတော့တယ်။ဒီလိုဆိုးဝါးနေတဲ့အခြေအနေထဲမှာတော့ဒိုင်ယာနာဟာဇတန်နာနဲ့သူမရဲ့တငယ်ချင်းတွေကိုကာကွယ်ဖို့စ조사နေပါတယ်။သူမကဇတန်နာကိုနောက်ဆုတ်နေဖို့တတိပေးလိုက်ပါတယ်။
ဇက်တနာကဒိုင်ယာနာကိုဒီလောက်အထိအင်အားကြီးမားတဲ့စွမ်းအားတွေနဲ့လွှမ်းမိုးထားတာကိုတွေ့ပြီးအန်အောတုံလုံးနေပါတယ်သူမကဒိုင်ယာနာဒါတကယ်ပဲနင်လားလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအမောင်စွမ်းအားတွေကဒိုင်ယာနာကိုထပ်ပြီးလွှမ်းမိုးဖို့ကြိုးစားလာပါတယ်ဒိုင်ယာနာကဒီမှော်တကိုရဲ့မိတောက်တွေကငါ့ကိုလောင်ကျွမ်းနေတော့ပဲငါဒါကိုခံနိုင်ရင်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဇက်တနာကတော့ဒိုင်ယာနာကိုကာကွယ်ဖို့ဆုံးဖြတ်ထားပါတယ်ဆာစီကနင့်ကိုတိုက်ရမယ်လို့ပြောတယ်ဒါပေမဲ့ငါတို့အရှုံးမပေးဘူးလို့ပြောလိုက်ပါတယ်ဒိုင်ယာနာကတော့ဟက်ကာတီကိုအော်ခေါ်ရင်းစကားပြောဖို့ကြိုးစားပါတယ်ဟက်ကာတီကတော့အိုလံပတ်စ်ကိုဆက်ဖြတ်စည်းဖို့အမိန့်ပေးနေပါတယ်အဲ့ဒီအချိန်မှာပဲဒိုင်ယာနာဟာဇက်တနာကိုသူမရဲ့မော့အစွမ်းသုံးဖို့ပြောလိုက်ပါတယ်ဇက်တနာကတော့သူမရဲ့ magic ကတခြားကဘာကအာသာကိုင်းစ်တွေကိုဆင့်ခေါ်တယ်လို့ဖြစ်မဲ့လို့တတိပေးပေမဲ့ဒိုင်ယာနာကတော့ဆက်လုပ်ကိုင်းခဲ့ပါတယ်ဇက်တနာအန်အောစွာနဲ့ပဲမော့အစွမ်းကိုသုံးလိုက်ပါတော့တယ်အိုလာဘတ်တောင်ရဲ့စကြင်ကြောက်နေရန်ဒီကြားမှာမော်နက်ဖျားမဟက်ကာဒီဟာအသေးခိုက်ရောက်အော်ဟစ်တန်တွေနဲ့ပဲ့တင်ထပ်သွားပါတယ်သူမရဲ့ရန်သူတော်ကြီးဖြစ်တဲ့အာသာကိုင်းစာငတ်မို့ခတ်တန်စွာနဲ့သူမအပေါ်ကိုကြောက်ရောက်လာပြီးဝါမျိုးဖို့ကြိုးစားနေပါတယ်ဟက်ကာဒီဟာသူမရဲ့စွမ်းအားတွေအားလုံးကိုခန္ဓာကိုယ်ရဲ့ပြန်လဲစူးစီးပြီးဒီရန်သူတွေကိုတက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့အရာအားလုံးကနောက်ကျသွားခဲ့ပါပြီသူမရဲ့စွမ်းအားတွေဟာသူမရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်ထွက်သွားပြီးအမောင်လောကရဲ့အစိပ်ပိုင်းတွေအဖြစ်ပြန့်နှံ့သွားခဲ့ပါတယ်သူမအတွက်မျောလင့်ချက်မရှိတော့ဘူးဆိုတာကိုဟက်ကာဒီကိုယ်တိုင်သိလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲဒိုင်ယာနာဟာစုံဘရင်မကြီးရဲ့နာကျင်မှုကိုသူမရဲ့ခန္ဓာကိုယ်ထဲမှာပါအတူတူခံစားလိုက်ရပါတယ်ဒါပေမဲ့သူမဟာအာတင်ပြီးသူမရဲ့မိတ်ဆွေတွေကိုကဘာမြေပေါ်ကိုဘေးကင်းစွာပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်ဒိုင်ယာနာဟာသူမမှာကြန့်ရှိနေတဲ့မှော်စွမ်းအားနောက်ဆုံးတစ်ဆက်ထိအသုံးပြုပြီးနတ်ဖျားတွေစီတွားရတကားပေါက်ကိုထာဝရပိတ်ဆို့လိုက်ပါတယ်သူမရဲ့ခန္ဓာပေါ်က wishmat ကမိမိတ်ပြောက်ကွယ်သွားတာနဲ့အညီဟက်ကာဒီရဲ့တေယန်ဆက်ဆက်အော်တန်ဟာလည်းမော်လောကထဲမှာပက်တင်ထက်ရင်ပျောက်ကွယ်သွားခဲ့ပါတယ်ဒါဟာစုံတက်ရဲ့အချိန်နာရီ wishing hour ရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်တိုက်ပွဲအပြီး3ရက်အကြာ Hall of Justice မှာဒိုင်ယာနာတယောက်အတိတ်ကအဖြစ်အပျက်တွေကိုပြန်တွင်းငြိမ်သက်နေပါတယ်။သူမရဲ့ဘေးကိုဇာတနာရောက်လာပြီးအခြေအနေတွေကိုဆွေးနွေးကြပါတယ်။မော်လောကရဲ့နတ်ဖျားမဟောင်းဟက်ကာဒီပြတ်ကွယ်သွားပြီးနောက်မှာလောကကြီးကအရင်လုံးပြန်မဖြစ်နိုင်တော့တာကိုသူတို့နှစ်ယောက်လုံးသိနေကြပါတယ်။ဒိုင်ယာနာကမော်တကိုရဲ့စစ်မှန်တဲ့အင်အားကလူတယောက်ကိုဘလို့ဖြစ်သွားစေနိုင်လဲဆိုတာကိုငါဘယ်တော့မှရှော့မတွက်တော့ဘူးလို့ဝန်ခံလိုက်ပါတယ်။ဇာတနာကလည်းဒိုင်ယာနာကိုအားပေးရင်သူတို့အဖွဲ့ဟာအင်အားကြီးမားတဲ့နတ်ဖျားတစ်ပါးရဲ့လက်ကနေမော်လောကကိုကယ်တင်နိုင်ခဲ့တာဟာတင်းငယ်တဲ့အောင်မြင်မှုမဟုတ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့သူတို့စိတ်ထဲမှာတော့စိုးရိမ်မှုတစ်ခုကကြံနေသေးပါ။ဟက်ကာဒီရဲ့စွမ်းအားတွေဟာ9စုကွဲထွက်သွားခဲ့တာဖြစ်ပြီး4စုကိုတော့သူတို့သိထားပေမဲ့နောက်ဆုံးတစ်စုကဘသူစီရောက်သွားလဲဆိုတာကိုမသိရသေးပါဘူး။ဇာတနာကဒိုင်ယာနာနစ်စီမှာတခုခုကြံနေသေးတယ်လို့ငါခံစားရတယ်လို့သတိပေးလိုက်ပါတယ်။တကယ်တော့အမောင်တို့ကလုံးဝအုတ်တုပ်ပျောက်ဆုံးသွားခဲ့တာမဟုတ်ပါဘူး။တကယ်တော့ကဘာကြီးရဲ့အဝေးတနေရာကကျွန်းစုမှာတော့ကြောက်မဲ့ဖွယ်ရာအမှတ်တရတစ်ခုကပေါ်ပေါက်လာပါပြီ။မော်နတ်ဖျားမဟောက်သေးဆုံးသွားခဲ့ပေမဲ့နတ်ဖျားမအသစ်တစ်ပါးမွေးဖွားလာခဲ့ပါတယ်။သူမကတော့စာစီပါပဲ။သူမဟာဟက်ကာဒီရဲ့စွမ်းအားတွေကိုဝါမြုပ်ပြီးသူမရဲ့ခန္ဓာကိုယ်ထဲမှာမော်စွမ်းအားတွေစီးဆင်းနေတာကိုခံစားရင်းမိုးချိုးတန်တွေလိုကျဲလောင်တဲ့ရင်မောတန်နဲ့အတူကဘာကြီးကိုတုန်လှုပ်စေခဲ့ပါတယ်။ဆုံးအတက်ရဲ့အချိန်နာရီဟာပြီးဆုံးသွားတာမဟုတ်ပဲစာစီရဲ့လက်ထဲမှာပုံမိုဆိုးဝါးတဲ့အနာဂတ်တစ်ခုအပြည့်အသွင်ပြောင်းလဲဖို့စတင်လိုက်တာပဲဖြစ်ပါတော့တယ်။ဒါကတော့ Justice League Deck ရဲ့ The Wishing Hour ဆိုတဲ့ comics လေးပဲဖြစ်ပါတယ်။မိတ်ဆွေတို့လည်းကြိုက်နှစ်သက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကျွန်တော်ရဲ့ channel လေးမှာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ comics တွေကိုအပတ်စဉ်တင်ဆက်ပေးနေတာကြောင့်ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်တဲ့ဆိုရင် like and subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။အားလုံးပဲပြန်တွေ့ကြရအောင်။